နေဝင်းမျိုးလို့ဆက်နှစ်သားပစိုးမရှိဘူးပစိုးမရှိဘူးဆိုတော့ဘောင်းမရှိတယ်မထင်နဲ့ဘောင်းမလည်းမရှိဘူးဟာဒါဖြင့်ဘလို့နေတော့ဟာကျွန်တော်တို့ဆက်နှစ်သား17နှစ်သားကျွန်တော်တို့ရွာမှာယူနီဖောင်းကတစ်မျိုးတည်းပဲဘာယူနီဖောင်းတော့အကုန်ငေါက်တောက်ကြီးပဲဘယ်သူမှရှက်เสียမရှိဘူးငေါက်တောက်ပဲငေါက်တောက်ရှက်သလားရှက်ရင်ပစိုးရှာလေးမရှိဘူးအဖေတော်တစ်ထဲရှိတာနာမည်ကကာမစကားပစိုးလှဲ့လို့မရတော့အင်းကြီးနေဝင်းမျိုးလို့ဆက်နှစ်သားတရွာလုံးကကလေးတွေစုလိုက်ဘောလုံးကွင်းထဲမှာစစ်လိုက်40ရာခိုင်နှုန်းအင်ဂျီမရှိဘူး။ကျောင်းကဘယ်လိုတက်တော့ဒီတိုင်းတက်တာပဲ။ကျောင်းကြီးလည်းတစ်ထဲရှိတာအင်ဂျီမပါဘဲတက်တဲ့ကလေးတွေရှိတယ်။လွတ်လပ်ရင်းလေးဆိုကျွန်တော်ငယ်တော့ပင်အကလေးတစ်ချောင်းနဲ့စက်ကူအလံလေးလံပေးလေးရှိတယ်။ဒီကောင်လေးကဘယ်ချိတ်အောင်မှမသိဘူး။အင်ဂျီမရှိတော့နိုင်ငံတော်အလံနဲ့ပင်အကလေးအသားဖောက်ချိတ်ရတာ။အားစလောက်ချမ်းသာတဲ့ရွာမှာနေတာ။ကျွန်တော်လူမျိုးကနှုတ်ဆက်တဲ့အခါဒီလိုနှုတ်ဆက်ပါတယ်မကောင်းမှုကိုပယ်ရှားနိုင်ကြပါစေကောင်းမှုကိုဆောင်ကျဉ်နိုင်ပါစေတယောက်နဲ့တယောက်ဒီလိုနှုတ်ဆက်ကြတာနှုတ်ဆက်တာတတ်ပါပဲမကောင်းမှုလည်းမပယ်ရှားနိုင်ကြပါဘူးကောင်းမှုလည်းဆောင်ကျဉ်တာနည်းပါတယ်အဲ့ဒါကိုများအောင်ကျွန်တော်တို့ကြိုးစားရမယ်ဘာနဲ့ကြိုးစားရမလဲဆိုရင်ပညာနဲ့မေတ္တာအရေးကြီးပါတယ်ဒီကနေ့တော့ပညာနဲ့မေတ္တာအကြောင်းလေးပဲဟောပါမယ်ပညာအကြောင်းပြောပါမယ်ကျွန်တော်တို့မေတ္တာရှိတဲ့လူမျိုးပညာရှိတဲ့လူမျိုးပါပဲသို့တော်လည်းပဲအကြောင်းအားလျော်စွာခေတ်ကတိတ်ကိုမြန်လာတဲ့အခါဒေဝသောဘာဖြစ်လာတဲ့အခါကျတော့ပြင်းလွှိုင်းနဲ့ကြကြံရိတ်ခဲ့တာတွေများတယ်အရင်တော့လူဖွဲ့စည်းကကျွန်တော်တို့လူဖွဲ့စည်းကနှင်းလူဖွဲ့စည်းအဖေတယောက်လှုပ်ရှားရှိရင်တအိမ်လုံးစားတာဒါဒီထဲမှာလူငယ်တွေများတော့သိကြမှသိမယ်ဒီထဲမှာကျွန်တော်တို့အရွယ်ပါတဲ့ပုံကိုယ်လေးသိတယ်အမေကလည်းထွက်ပြီးအလုပ်လုပ်ဆရာမရှိဘူးသားသမီးတွေကလည်းလုပ်ဆရာမရှိဘူးကျောင်းတက်ရင်ကျောင်းတက်ပေါ့ဆင်းရတော့လည်းစိတ်ကျောင်းနွားကျောင်းပေါ့ဒါတော့ပါပဲအမေကထမင်းတို့အိုးတည်ထားရင်မြေအိုးကြီးနဲ့တည်ထားလိုက်ရင်ဘယ်ချင်းပြန်ထမင်းကရှိတယ်အဲ့ထမင်းကြမ်းလေးနဲ့ဟင်းမရှိတဲ့ပြဿနာမရှိဘူးထညက်နှလုံးရှိရင်โอเคဘဝမှာအေးချမ်းချမ်းကျွန်တော်လူမျိုးကနေခဲ့တဲ့လူမျိုးပါဒါပေမဲ့အေးချမ်းချမ်းနေလို့မရဘူးဟိုဘက်နှစ်90ကကျွန်တော်တို့နှစ်အသက်အရွယ်နှစ်90ဟိုဘက်ကslow moving society နှီးတယ်ဒီဘက်250ကမြန်လာတယ်မြန်လာတော့ကျွန်တော်တို့လည်းဒီရောသောဝလိုက်ရတာပဲလူငယ်တွေကတော့သိပြဿနာမရှိဘူးသူတို့မွေးဖွားကြတဲ့ကမြန်နှုံးမြင့်တဲ့ဖြစ်နဲ့ဂျုံတော့သူတို့ပြဿနာသိမရှိဘူးဒီလူငယ်တွေဆိုရင်ဒါမြန်နှုံးမြင့်တဲ့ဖြစ်နဲ့ electronic နဲ့ပိုက်ပြီးမွေးလာတဲ့ဖြစ်တွေလည်းမွေးတာကျွန်တော်တို့ကဒီသက်ရွယ်ရောက်ပြီးဒီဘက်250ကိုပြေးလွှားပြီးလိုက်ရတော့ကျွန်တော်တို့ကြကြံရိတ်ခဲ့တာတွေအများကြီးပဲပြန်မကောက်နိုင်ဘူး very speedy သိမြန်တယ်မြန်တော့ကြကြံတဲ့အထက်မှာတခြားကြကြံတာသိပြဿနာမရှိဘူးယဉ်ကျေးမှုကြကြံရခဲ့တယ်စာပေအမှုပညာကြကြံရခဲ့တယ်အပြောဆိုအသုံးအနှုန်းတွေကြကြံရခဲ့တယ်ဒါကြောင့်ကျွန်တော်တို့ကကြကြံရခဲ့တာတွေကတကယ်အရေးကြီးတာတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကစကားကိုလိုသလောက်ပဲပြောလို့ရတယ်နားလည်ရင်ပြီးရောလို့ပြောလို့ရတယ်အင်္ဂလိပ်ဆောင်းပါးတော့ကျွန်တော်ဖတ်ရတယ် what စကားလုံးတွေလူတွေကစကားလုံးတွေနဲ့ဆက်ဆံပါတယ်တရိစ္ဆာန်တွေကြ image တရိစ္ဆာန်တွေကြနမိတ်ပုံနဲ့အမှုအရာနဲ့ဆက်ဆံတယ်ခွေးချင်းချင်းတွေ့ရင်တဲ့သွားဖြဲပြတယ်ဒါနှုတ်ဆက်တာပဲခွေးချင်းချင်းတွေ့ရင်အမီးနှံ့ပြတယ်ဒါတော့ပဲမကျင်လိုက်ရင်တအားဟောင်းမယ်တအားထိုးလိုက်မထိုးကြိုက်မယ်ဒါတော့ပဲဘာလို့သူတို့ image သူတို့မကျင်တတ်ဘူးဆိုတာအမူအရာနဲ့ပဲသူဆက်ဆံတယ်လူကတော့မဟုတ်စကားလုံးရှိတဲ့အတွက်စကားလုံးနဲ့ဆက်ဆံပါတယ်နေကောင်းလားကျမ်းမာရဲ့လားမတွေ့တာကြာပြီလေဘယ်ရောက်နေတော့လူကစကားလုံးနဲ့ဆက်ဆံတယ်သို့သောလူတွေကတဲ့တဖြည်းဖြည်းတိရစ္ဆာန်ဘက်ကိုရောက်သွားတယ်စကားသိမပြောကျင်တော့ဘူးတဲ့တွေ့တာနဲ့မေးလေးထိုးပြဘယ်နဲ့တော့ဟိုဘက်ကလည်းခေါင်းလေးညှိန်ဖြားစကားလုံးတွေရှေ့သားနဲ့သိမပြောတော့ပြောတဲ့စကားလုံးကလည်းဟိုတုန်းကလို့မဟုတ်တော့ဆရာကြီးဥဒုခနဲ့ကြဗျာဆရာကြီးဦးအမောင်နဲ့တွေ့တယ်ဟိုမှန်းလေးတောင်သမားမှာတွေ့တယ်ကျွန်တော်အနားရှိလူကြီးနှစ်ယောက်စကားပြောတာကျွန်တော်နားထောင်ကြည့်ဦးအမောင်ကမုံရကိုဆရာကြီးဥဒုခကိုဖိတ်ဒီပွဲပြီးရင်ဆရာကြီးရေမုံရလိုက်ခဲ့ပါကျွန်တော်ရန်ကုန်လည်းပြန်ပြီးတက်တောင်တက်တာဖြစ်အောင်ပို့ပါမယ်အမှန်တော့ဒါပြောချင်တာပဲဆရာကြီးဥဒုခလည်းကျွန်တော်လည်းအလုပ်တွေများလို့ဗျာဦးအမောင်ရေလိုက်တော့လိုက်ချင်ပါရဲ့
မလိုက်အားသေးပါဘူးဒါလေးပဲဒါပေမဲ့လူကြီးနှစ်ယောက်ပြောတာအဲ့လောက်မကဘူးကျွန်တော်နားထောင်ဥပမာပြောတယ်ဆရာကြီးခင်ဗျာဆရာကြီးများကျမ်းမာလို့ကျမ်းခန့်သားတယ်ဆိုရင်ဖြင့်လေဒီဆရာတော်ဘုရားကြီးရဲ့အေးရိပ်ဖြစ်တယ်ကျွန်တော်တို့ရဲ့သံဃာဝတီမုံရွာမြို့ကိုဖြင့်ဆရာကြီးတစ်ခေါက်တစ်ခါအလဲပတ်များကြွရောက်စေချင်ပါခင်ဗျာဆရာကြီးများကြွရတယ်ဆိုရင်ဖြင့်မုံရွာမြို့သူမြို့သားများကအင်မတန်ဝင်းမြောက်ဝန်းသာရှိမှာပါခင်ဗျာဆရာကြီးဒုက္ခမျက်လုံးလေးမှိတ်ထားကျေးဇူးများကြီးပါရဲ့ဥအောင်မောင်သို့တော်လည်းပဲကျွန်တော်မှလည်းပဲကိစ္စများမြောင်လူတို့ဘောင်ဆိုတဲ့ကဲ့သို့အလုပ်တွေကလည်းနောက်မှတန်းစီပြီးတော့လူတောင်မှကျွန်တော်မအားလုံးလို့ထုံးတုတ်ထားပါတယ်နောက်များမှကျွန်တော်လိုက်ခဲ့ပါရစေခင်ဗျာဟိုတော့ဥအောင်မောင်ပြန်ပြောတယ်အိုးဆရာကြီးများအခုလိုက်ရင်တော့အခန့်ကလည်းသင့်ပါပြီချင်းကျွန်တော်လည်းဝန်တာမြို့ကလည်းဝန်တာဆရာကြီးရဲ့ဆရာတော်ဘုရားကြီးအေးရိပ်ကိုတော့ဖြစ်ကြွရောက်မြတ်စွာဘုရားများလည်းဖူးရင်တော့ဖြစ်အင်မတန်ကောင်းမှာပါပဲခင်ဗျာမဖြစ်နိုင်ပေဘူးခင်ဗျာတဲ့ဒုက္ခအောင်မလေးမုံရလိုက်ခဲ့ဗျာမအားပါဘူးဗျာဆိုပြီးတဲ့ကိစ္စနှလုံးထဲနဲ့ပြောနေတာအကြာကြီးကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့လူငယ်တွေကသိအဲ့ဆုံးကဘယ်နဲ့ပါလဲဘယ်ဟုတ်မလဲဒီလိုပြောကြတာကျွန်တော်လူမျိုးကအေးချမ်းချမ်းလေးပြောတာရင်ရင်ကြီးကြီးလေးပြောတာအခုမဟုတ်တော့ဘူးအဲ့လိုပြောတာရည်စရာဖြစ်သွားလူချင်းမရောက်တော့အခုနားလေရုံပဲ communicate လုပ်တယ်တယောက်နဲ့တယောက် communicate လုပ်တယ်ဆိုရင်နားလေရုံပဲဒါကြောင့်ကျွန်တော်တို့ကစုပ်ယုပ်သွားသလားတိုးတက်လာသလားပြောရင်ကျွန်တော်တို့တရောသောပါပြည့်နဲ့ကြကြံတဲ့အထက်မှာယဉ်ကျေးမှုတွေလည်းပါတယ်လို့ပြောပါတယ်ဒါကိုကျွန်တော်တို့ဥစွာပြောပါတယ်ကျွန်တော်တို့တောသားတွေပါပါတယ်အမတန်ကျွန်တော်ရွာလေးကဟိုမုံချောင်းတဲ့ပုပ်ပားတောင်ကြားကရွာကလေးအမတန်အေးချမ်းပါလေသို့တော်လည်းတရွာလုံးဆင်းရဲတယ်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျွန်တော်တို့10နှစ်သားလောက်ကိုနောက်ပြန်ဆုပ်အမေတို့လည်းဆင်းရဲတယ်ရွာကလည်းဆင်းရဲတယ်ကျွန်တော်တို့လည်းဆင်းရဲတယ်အသိပညာကလည်းနှုံနေတယ်အသိပညာနှုံနေတော့တွေးခေါ်နှုံနေတယ်တွေးခေါ်နှုံနေတော့မသိချင်းတွေများတယ်တနည်းအားဖြင့်အဝိဇ္ဇာလူအဖွဲ့စီကလေးဖြစ်တယ်ဘာမှမသိဘူးသို့တော်လူတွေမှာဘာတော့ရှိတယ်လဲမေတ္တာဓာတ်ကလေးရှိတယ်ပညာလဲတော်လည်းပဲမေတ္တာနဲ့နေရမယ်ဆိုတဲ့စိတ်ကလေးနဲ့ကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျွန်တော်10နှစ်သားလောက်ထိအဲ့လိုနေကြကြရွာကလည်းဘာနဲ့တူလဲဆိုတော့ဟိုတော့တကြီးတော့အမိန့်ထုတ်တယ်စိန်ကောင်းတွေခေါ်ပြီးပြောတယ်တို့ရွာလေကောင်ကရေကန်ကြီး10အောင်ကွာငါရွာသူရွာသားတွေမလာမှလည်းစိုးတယ်ဆိုတော့အမိန့်ထုတ်လိုက်ပေါ့တကြီးရဲ့မလာရင်အေးယူမယ်ဆိုဖြစ်လာမှာပေါ့တိန်တယောက်တော့လာကြမှာပါဗျာကဲစာရွက်ပေးစမ်းတကြီးကတော့စာရွက်ပေးဖောင်တင်လည်းပေးစမ်းသူကဖောင်တင်လည်းပေးတော့စာရွက်လည်းပေးတော့ကြီးကအမိန့်ထုတ်တယ်ရွာလေကောင်ရေကန်ကြီး10ရန်အတွက်တိန်တယောက်မပြစ်မကွက်လာရမည်မလာလျင်သေးကြစိန်ကောင်းတွေဟာခင်ဗျဒီရေကန်10ရာမလာရင်သေးကြကြတော့လည်းများလုံးတော့ခင်ဗျဘယ်လိုလုပ်သတ်မလဲလူတွေကလာမလာတဲ့လူကများမှာမလာမှဆိုလို့ငါအဲ့လိုရေးတာနည်းနည်းလျှော့လိုက်ပါဦးခင်ဗျမလာရင်သေတံကတော့များတယ်ပြေးစမ်းဆက်ရွက်တရွက်တကြီးကထတ်ရေးတယ်အမိတ်ရွာလေကောင်ရေကန်ကြီး10ရန်တအိမ်တယောက်မလာမနေရလာရမေမလာလျင်သေတံဆိုတော့လည်းမကြောက်နဲ့ခင်ဗျသေတံဆိုတော့လည်းမကြောက်နဲ့ဆိုဘသူလာမှာတော့နည်းနည်းတော့ပြန်တင်လိုက်အောင်လေခင်ဗျမကြောက်နဲ့ဆိုမှတော့လာတော့မလို့ဟုတ်လားပြေးစမ်းဆက်ရွက်တရွက်ရေးပြန်တယ်ရွာလေကောင်ရေကန်ကြီး10ရန်တအိမ်တယောက်မရောက်မနေရမလာလျင်သေတံဆိုတော့လည်းမကြောက်နဲ့ဆိုတော့လည်းမပေါ့နဲ့မကြောက်နဲ့ဆိုတော့လည်းမပေါ့နဲ့ဆိုတော့ခမရပြန်ပြီးကျင်းပြန်တာများသွားပြန်ပြီမင်းတို့ပဲကျင်းလိုက်လျှော့လိုက်အောင်ပြန်ရေးပါအောင်ဗျာလာချင်အောင်ရေးမှာပေါ့အေးပြေးစမ်းစာရွက်တွေပဲရွာလေကောင်ရေကန်ကြီးတရင်တယောက်လာကြရမယ်မလာလျင်သေးတံဆိုတော့လည်းမကြောက်နဲ့ဆိုတော့လည်းမပေါ့နဲ့ဆိုတော့လည်းတကယ်မမှတ်နဲ့အမေမဟုတ်သေးပါဘူးနည်းနည်းပြန်တင်အောင်ပြေးစမ်းစာရွက်တွေရွာကအဲ့လိုသကြီးနဲ့ကြီးရတာကျွန်တော်တို့ကဘယ်ရောက်လို့ဘယ်ပေါမှမသိဘူး
အခုတော့နေဝင်းမြင့်လို့အသက်လဲရပါပြီအသက်ရပါပြီဆိုတော့အသက်ဘယ်လောက်လဲသိချင်ရှာလိမ့်မယ်စီးကရက်ဘူးနဲ့ဆို3ဘူးရှိပါပြီတဘူးအလိတ်20နဲ့မြောက်ကြည့်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရေးကြီးတာပညာပါပဲနေဝင်းမြင့်တို့ကပညာမျိုးရိုးလို့ပြောလို့ရပါတယ်ဖွားရည်ကစာတစ်လုံးမှမတတ်ဘူးအမေက2တန်းနဲ့ထွက်တယ်ပြောတာပဲသားသမီးဆိုတာမိဘတဲ့ပူတော်ရမယ်အဲ့ဒီစိတ်နဲ့နေဝင်းမြင့်ကြိုးစားကြကုတ်ကြခဲကြိုးစားခဲ့ရပါတယ်အဲ့လိုကြိုးစားတတ်တော့4တန်း3ခါကြာတယ်ကျောင်းကြီးကစာလှမ်းပို့တယ်နေဝင်းမြင့်မင်းကျောင်းထွက်မလားငါပင်စင်ယူရမလားဆရာကြီးသနာတာနဲ့ကိုယ်ပဲထွက်လာတာပါပညာကတော့အဲ့လိုကြီးတယ်သို့သောပညာမကြီးလို့တော့မရဘူးကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ကဆင်းရဲတဲ့ဘဝတွေကလာတာအမှန်ပဲရွာကလည်းဆင်းရဲတယ်ဆင်းရဲတော့ပညာမဲ့တယ်ပညာမဲ့တော့ကျွန်တော်ကပြောသလိုပဲနိုင်ငံရေးခြုံထိုင်းတယ်စီးပွားရေးခြုံထိုင်းတယ်အသိခြုံထိုင်းတယ်ဉာဏ်ခြုံထိုင်းတယ်ဘာမှမသိဘူးကျွန်တော်တို့ငယ်တုန်းကရွာလေကောင်စပင်းကိုအဟောင်းတုတ်တက်ပြီးပြေးနေတာပဲအဲ့ဒါကစားဆရာဒါပဲမြေကြီးတဲ့ကျင်းလေးတူပြီးတော့မကြီးစီတောက်တန်းမင်းကလေးတွေနဲ့ရောကစားတာဒါပဲရှိတယ်ဘောလုံးမရှိဘူးဘောလုံးကန်ကျင်ဘာလို့ လဲအမိတ်ထမိန်စုပ်လုံးရတော့တာပဲလုံးပြီးကန်တာပဲအင်မတန်ဆင်းရဲတယ်နေဝင်းမြင့်လို့ဆက်နှစ်သားပစိုးမရှိဘူးပစိုးမရှိဘူးဆိုတော့ဘောင်းမရှိတယ်မထင်နဲ့ဘောင်းမလည်းမရှိဘူးဟာဒါဖြင့်ဘယ်လိုနေတော့ဟာကျွန်တော်တို့10နှစ်သား17နှစ်သားကျွန်တော်တို့ရွာမှာယူနီဖောင်းကတစ်မျိုးတည်းပဲဘာယူနီဖောင်းတော့အကုန်ငေါက်တောက်ကြည့်ပဲဘယ်သူမှရှက်ဆရာမရှိဘူးငေါက်တောက်ပဲငေါက်တောက်ရှက်သလားရှက်ရင်ပစိုးရှာလေးမရှိဘူးအဖေတော်တစ်ထဲရှိတာအဲ့တစ်ထဲက3ပေါက်လောက်ပေါက်နေလှဲ့လို့မရဘူးနောက်ဆုံးတော့ကာမစကားဒီတိုင်းနေရတာပစိုးနာမယ်ကကာမစကားပစိုးလှဲ့လို့မရတော့အင်းကြီးနေဝင်းမြင့်လို့10နှစ်သားတရွာလုံးကကလေးတွေစုလိုက်ဘောလုံးကွင်းထဲမှာစစ်လိုက်40ရာခိုင်နှုန်းအင်ဂျီမရှိဘူးကျောင်းကဘယ်လိုတက်တော့ဒီတိုင်းတက်တာပဲကျောင်းကြီးလည်းတစ်ထဲရှိတာအင်ဂျီမပါပဲတက်တဲ့ကလေးတွေရှိတယ်လွတ်လပ်ရေးနေ့ဆိုကျွန်တော်ငယ်တော့ပင်အခလေးတစ်ချောင်းနဲ့စက်ကူအလံလေးတစ်လံပေးလို့ရှိတယ်ဒီကောင်လေးဘယ်ချိတ်အောင်မှမသိဘူးအင်ဂျီမရှိတော့နိုင်ငံတော်အလံနဲ့ပင်အခလေးအသားဖောက်ချိတ်ရတာအားစလောက်ချမ်းသာတဲ့ရွာမှာနေတာကျွန်တော်တယောက်တည်းမဟုတ်ဘူးเนาะအခုစိုင်းဆံမှာဂျူးလေအဲ့ဒီရွာပဲအပေါ်ညှိလိုက်အောင်ကျွန်တော်မောင်နှမအဲ့လိုကြီးရတာပဲနော်ဒါတော့ပစိုးလည်းမရှိဘူးအင်ဂျီလည်းမရှိဘူးကျွန်တော်တို့ကအင်ဂျီရှိတယ်အင်ဂျီရှိတာတအုပ်စုအဲ့ဒီအုပ်စုကအင်ဂျီလာရှိတယ်ကျဲသိမ်းမရှိဘူးရင်ပတ်ဟာပဲကျဲသိမ်းနှလုံးပါတဲ့ကောင်တထေးသားပဲရွာမှာအဲ့တော့စဉ်းစားကြည့်အင်ဂျီဟာပြင်းနဲ့ငေါက်တောက်ယူနေဖောင်းနဲ့ရွာထဲဒီလိုနေတာပဲကြီးချိုတို့ကြွက်စာမတတ်နိုင်ဘူးအမေကချီမန်းကွင်းကြီးလေလည်းပင်စွပ်ပေးချီမန်းကွင်းဆိုတာဒီမှာမမှုတ်ထားတဲ့တတ်ထုပြားလေးနဲ့ခြီပေးတယ်အမေဒါဘာကောင်းတာလဲဘာကောင်းမှမသိဘူးသူများတက်လုံကလည်းတက်ပေးတာလေအဲ့ဒီချီမန်းကွင်းနဲ့နေရင်တော်တော်လုံခြုံတယ်သူကဘာလုံခြုံလဲဘာလုံခြုံမှလည်းမသိဘူးအမေကသူများတက်တော့တက်ပေးကျွန်တော်တို့အဲ့လိုနေရတယ်နေဝင်ချိုးပြအမေကမိကျစ်လေးသွားပါအောင်သားရဲ့ချက်ချက်လေး5လုံးသွားပဲပါအောင်မသွားရဘူးကျွန်တော်ငယ်တော့တရဲတစီဒန်ဒါကြီးကအများကြီးအခုအဲ့တရဲတစီတွေဘယ်ရောက်ကုန်မှတော့မသိဘူးကျွန်တော်ငယ်တော့အဲ့တရဲကြောက်နေရတာဈေးဆိုင်မရောက်ခင်လမ်းမှာဓမ္မပင်3ပင်ရှိတယ်တရဲသိတ်ချောက်တာလေဘယ်သူကတွေ့ထားလဲမသိဘူးအဲ့ဒါတရွာလုံးပြန့်တယ်မှောင်ရင်မသွားရဘူးအမေကမကြောက်နဲ့သားအမေမှဆေးရှိတယ်သွားဝယ်ဆေးရတပြားမှမပေးရအောင်ကျွန်တော်လည်းတတ်သိရှိတယ်အမေဆေးဘာဆေးလဲဖနှောင်းကချီမုံနှစ်ဖူးသုတ်ပေးလိုက်တယ်အမေကနှစ်ဖူးဖနှောင်းကချီမုံလေးနှစ်ဖူးဒီလိုလေးသုတ်ပေးလိုက်ရင်သွားတာပဲမကြောက်တော့ဘူးအခုမှတွေးကြောက်တယ်ဒီအမေဖနှောင်းကချီမုံနဲ့တရဲနဲ့ဘလို့ညှိနှိုင်းထားသလဲမသိဘူးငယ်တော့မကြောက်ဘူးသိကောင်းတာပဲအမေဆေးရအခုတော့ကြောက်တယ်ဘယ်လိုများဒီတရဲနဲ့ဒီဖုံမှုနဲ့ပတ်သက်တယ်လဲစဉ်းစားလို့မရကျွန်တော်အခုဒီမှာသိလွယ်တယ်ဒီထက်ကကျွန်တော်ညီကောင်မောင်နှမတွေလက်ဖိတ်တစ်ဖက်တောက်ပါဘူးသိလွယ်တယ်
သိလွယ်တယ်ဆိုမှမလွယ်တော့မလွယ်ဘူးဗျခါတိုင်းကျွန်တော်လာဟောရင်ကော်ဖီလေးတစ်ခွက်တော့တိုက်တယ်အခုမတိုက်ဘူးမလွယ်ဘူးနဲ့တူတယ်သူတို့မပြုံမေ့သွားနဲ့တူပါထားပါတော့ပြီးရင်တော့တောက်ရမှာပါဆရာဦးတန်းဝဲကတော့သူသဘောကောင်းပါတယ်ကျွန်တော်ငယ်တော့လက်ဖေးတစ်ခွက်တောက်ဖို့မလွယ်ဘူးအမေကလူကိုကြည့်နေတာကျွန်တော်တို့ကလည်းဖះဆူတောင်းရတာနော်ဖះတပည့်တော်ကြောင်ကရမ်းဖြစ်အောင်နေမကောင်းဖြစ်ပါရစေဖះမှာဆူတောင်းရတာနေမကောင်းမှလက်ဖေးဝယ်တိုက်တာဒီတိုင်းသွားထိုင်လို့မရှိဘူးပတ်စံတမမရှိဘူးသွားထိုင်လို့လည်းမရဘူးခလေးတွေလက်ဖေးဆိုင်သွားထိုင်ရိုက်ခံအမေကကြည့်နေတာဖျားပြီဆိုသိဝန်းတာတာကျွန်တော်ငယ်တော့နံပါတ်1ကြောင်းမတက်ရတော့ဘူးနံပါတ်2ဖျားပြီအိမ်မှာစိမ်ပဲအမေကနှစ်ဖူးဆန်းနဲ့တောင်းပူတယ်မတိုက်သေးဘူးကရုံကြီးဖြစ်လည်းမတိုက်သေးဘူးကြောင်ကရမ်းဖြစ်မှတိုက်တယ်ကရုံကြီးနဲ့မရဘူးကရောင်ကရမ်းမဟုတ်ကတွေရှောက်ပြောရတော့တာပဲအမေကတကယ်ချင်းပြီးတော့မှလက်ဖေးလေးဂျိုင်လေးနဲ့သွားဝယ်တယ်ဂျိုင်လေးနဲ့သွားဝယ်ပြီးတော့ဒီလိုပက်ကလေးတဲ့အမေကထက်အဲ့ဒါတော့အကဲခတ်နေသေးတာထပ်ပြီးတော့အမေကတမ်းမတိုက်သေးဘူးလက်ဖေးကိုကြည့်သူဦးရလာတော့မှန်းစမ်းဆိုရှလုတ်ဆိုသူကတဝက်တော့အဲ့ဒီအမေရှလုတ်ဆိုတာလက်ကြောက်တာကျွန်တော်တို့အမေမှန်းစမ်းကတဝက်ကုန်တာပဲတစ်ခွက်လုံးမတော့ပါဘူးအဲ့ဒါကမျက်လုံးပြူးကြီးနဲ့ကုန်ပါပြီကျန်လာလေးကိုဘယ်လိုတော့ရတယ်မှတ်တော့မနေ့တကြိုက်နေ့လေတကြိုက်ညနေတကြိုက်တခါတည်းမော့မချလာနဲ့နေမကောင်းတာထဲ့မစင်တော့ကောင်းဆိုရိုက်ချမင်းကမင်းကိုမင်းစာဖို့တာမြည်များအောင်မေ့တယ်ကျွန်တော်အဲ့လိုနော်တစ်ဖိတစ်ခွဲမတော့ပါဘူးဆင်းရဲတယ်လေမနစ်လို့ခေါ်လဲကျွန်တော်တို့ lemonade ပေါ့ cream soda လို့ခေါ်တယ်ပလင်းအစိမ်းသိကြိုက်တာကျွန်တော်တို့တစ်ခါမှမတော့ပါဘူးအမေကအဲ့ဒါလူမတော့ပါဘူးနတ်ဆက်ရတာအိမ်မှာတပလင်းအမြဲရှိတယ်နတ်ဆက်ထားတော့အဖုံးလေးဖွင့်ထားဒီဟာလူအတွက်ထုတ်လုပ်တာလားနတ်အတွက်ထုတ်လုပ်တာလားကျွန်တော်တို့အဲ့တော့မသိဘူးဩဒါနတ်အတွက်ပဲဒါနတ်အတွက် specialties ပေါ့နော်ဒါမှမရဘူးခလေးဆိုတောက်ချင်နန်းကြည့်လို့မှုေးတယ်နည်းနည်းလေးမော့ကြည့်တော့ကောင်းလိုက်တာရေချဖြည့်ထားအမေက6တယ်ဒီဟာမယုံမသိပေါ်တိပေါ်ဆမလုပ်နဲ့တော့သာမလုပ်ပါဘူးမေနောက်နေ့ခွက်လေးတဲ့ထက်အမေမရှိဘူးဆိုတော့ရေချဖြည့်ကုံတော့ရေးကြီးပဲကြံတယ်အမေကကုံပြီးဆင်တဲ့အခါကျတော့မှကြည့်ခွက်ထဲလောင်းထက်တော့ရေတွေဩနတ်ကလေတို့ရင်စောင့်ရှောက်နေတဲ့သားတဲ့အငွေ့တွေမကဘူးသားကြီးအကြီးပါတောက်တဲ့တော့တဲ့အမေကတကယ်နတ်ကတောက်တယ်ထင်တာအဲ့ဒါလိုအမေနဲ့အဲ့လိုသားကျွန်တော်တို့နေခဲ့ရတာပါစေကမ်းမှာစေးထိုးတယ် no nothing အခုတော့နန္ဒုန်ဤပညာနဲ့အခလေးကမြင်လေးမနေ့တနေ့ကျွန်တော်စေးသွားထိုးတယ်ဆရာဝန်ကစေးထိုးလိုက်မှန်းတော့မသိဘူးကျွန်တော်ငယ်တော့အဲ့လိုမဟုတ်ဘူးရွာ6ရွာစေးထိုးအကတစ်ချောင်းပဲရှိတယ်ရေနွေးဦးတဲ့ထက်ပြုတ်ထားတာကြီးလက်ကျမ်းမရေမှုတဲ့ကျွန်တော်တို့ရွာကနေမြို့ပြောင်းသွားတဲ့အထိမျက်နှာမမြင်လိုက်ရအောင်ကျမ်းမရေမှုဖြူသလားမဲလားမသိဘူးဘယ်သူကထိုးပြီးလဲဆရာမထိုးပြီးလားဆရာမလည်းထမိန်အစိမ့်လားအနီလားအပြာလားကျွန်တော်မသိဘူးအရကန်းကကြတယ်ထမိန်ကြီးဝတ်ထားတော့သူ့ယာတို့ကျွန်တော်မသိအောင်ရေနွေးဦးကြီးပြုတ်ထားတာပဲပြုတ်ညှက်ချင်းနဲ့ညှက်ဒီဘက်မှာဂရင်းပေါ်မှာကိုကကစောင်းလေးနေရတယ်ညှက်ကြီးနဲ့ဆွဲထုတ်လိုက်တာကျွန်တော်ရေပြွတ်လောက်ရှိတယ်အဲ့ဒါမြင်လိုက်တာနဲ့ယောဂက40သားလောက်ယော့သွားတယ်ချွေးတွေပြန်လာပြီနောက်အကိုဆွဲအဲ့နဲ့ထိတ်ကလေးကိုလှဲ့အကအခုလိုမျက်စိထဲမမြင်နဲ့တော့ဒီလိုချောင်းကြည့်ရင်မှန်ပြောင်းလို့ပဲတောက်ရောက်မြင်ရတယ်အကြီးကြီးပဲဒီလိုကြည့်လို့ရတယ်ဟိုဘက်ဒီဘက်အကုန်မြင်ရတယ်အထက်ကနေအဲ့ဒီအဲ့နဲ့ပနစလင်မရှိတယ်အဲ့ဒါလေးကိုလွှတ်လေးသေးသေးနဲ့ဂျစ်နဲ့အဲ့ဒီအတန်ကြမ်းယောဂအစိတ်သားကြံတော့တယ်အဲ့ဒါကိုဆွဲပြုတ်နေလို့ပြီးကောင်းလေးဟိုဘက်လှဲ့စမ်းဘုန်းနဲ့ပွတ်နေတင်ပါအကြာကြီးကိုကအောင့်ထားတယ်ဘာဖြစ်လို့လဲဒီအကတော်တော်ကံကောင်းမှတစ်ချက်သေးဝင်တယ်အနည်းဆုံး3ခါလောက်ဖုံထွက်တာသူကအကြီးကြီးကိုအဲ့ဒါကအောင့်ထားပြီးဘယ်လောက်အောင့်နိုင်မှာတော့စဉ်းစားကြည့်10မိနစ်ပေါ့စိတ်လက်လျှော့လိုက်ရောဘောက်ဆိုထိုးချဒါပေမဲ့မဝင်ဘူးပြန်ခုန်ထွက်တယ်ဆရာမပုတ်ပြန်ရောစေးထိုးတာမကြောက်ပုတ်တာကြာ
နောက်မှဘောက်ဆိုဝင်သွားပြီးထိုးလိုက်တဲ့အခါခြေထောက်တစ်ချောင်းလုံးအောင့်သွားတာပြီးတော့မှဆွဲထုတ်ကောင်းလေးပစိုးမိုးနဲ့ပစိုးလေးလည်းပင်ချီပြီးပြန်အင်ကြတော့ရင်သွေးနဲ့ကြက်ထုတ်ထိုးဟုတ်ကဲ့ဆရာမပစိုးလေးနဲ့ဒီလိုပြန်ရတာအင်ကြတော့မှအမေကမှန်းစမ်းကြည့်လိုက်တော့တင်ပါမှာအကအိမ်ပါလာဆရာမနှုတ်ဖို့မေးအဲ့ဒီအကိုအမေကချက်ချင်းပြေးပေးရတယ်နော်မပေးလို့မရဘူးနောက်အဲ့ဒီအကိုစောင့်တာအများကြီးလူတွေကဒီတစ်ချောင်းပျောက်သွားရင်တွေးရဆရာမရှိဘူးရွာဘလို့ဖြစ်သွားမလဲမသိဘူးပြေးပို့ရတာအဲ့ဒီအပေးပွဲရလေလောက်ရတယ်မော်တော်ကားတာယာတန်ဆူးလာတာကြည့်တော့ကျွန်တော်ငယ်တော့ဆေးချိုးရတယ်တော်တော်နဲ့မပြောက်ဘူးယောဂါကပြောက်ပြီအဲ့ဖင်ကအနာမပြောက်စိတ်ကောင်းတာပဲကျွန်တော်ငယ်တော့စေကန်းသွားတယ်ဘာဆေးမှမရှိဘူးခုဆေးရုံနဲ့ဆေးမရှိဘူးဆိုတာတနာတာပေါ့ဘုံကလည်းမရှိဘူးစကားပဲရှိတယ်စကားဆိုအမှုန့်ရေနဲ့ဖြော်ထားရေကျဲအေးနဲ့ကိုဝန်ဆောင်မိခင်လာတယ်စကားတိုက်လှောက်လိုက်တာပဲလေသမားဒဇင်ပြလာလို့စကားတိုက်လှောက်လိုက်တာပဲမွေကြိုက်လာလို့စကားပဲအဲ့စကားနဲ့မွေစိတ်နဲ့ဘလို့ဓာတ်ပြုတ်သလဲမသိဘူးပျောက်တော့ပျောက်တယ်အင်မတန်ကျွန်တော်တို့စင်စင်ရဲရဲနေရတယ်ပြောချင်တာကဒီလိုကျွန်တော်တို့ဟိုဘက်နှစ်90မှာကျွန်တော်တို့နေရတဲ့ဘဝတွေအမတန်ဆင်းရဲတယ်အမေတို့ကလည်းအားတယ်ဦးလေးတွေကလည်းအားတယ်တကြီးကလည်းအားတယ်အမေတို့ကျွန်တော်တခါတော့ရှာရှာပါပါယူမှာပွဲလာကမမင်းစိန်မမင်းသိဥစ္စာဆောင်ညီအမမိုးလင်းကလေးနောက်ပိုင်းဆက်ထုတ်ပြီးကမမင်းစိန်ကဥစ္စာဆောင်တိုက်နန်းထဲမှာဘိုးဘိုးရဲ့သမီးတို့လူပြေခဏလူရောင်ဖန်ဆင်းပြီးသွားနေပါရစေ။တရားလုံးမှာရှိတဲ့ပိုးကြည့်ပြီးသားကလည်းငြိမ်ဘိုးဘိုးကအေးသွားတာပေါ့ကွယ်။ဒါပေမဲ့ဘိုးဘိုးပြန်ခေါ်တဲ့အချိန်ပြန်လာရမယ်။လာပါမယ်ဘိုးဘိုးရဲ့ညီမလေးမမင်းသိန်ကိုလည်းခေါ်သွားပါရစေဘိုးဘိုးရဲ့သွားညီမနှစ်ယောက်ကဲလူပြေမှာပြောအောင်နေဘိုးဘိုးခေါ်ရင်ပြန်လာခဲ့နော်ပြန်လာမယ်ဘိုးဘိုးညီမနှစ်ယောက်လူရောင်ဖန်ဆင်းတော့အင်မတန်လှတာပေါ့ဒါပါတော့လူပြေရောက်တော့လူဘဝနဲ့နေကြသူတို့ဟာသူတို့သိတဲ့ဥစ္စာဆောင်နေအပြန်လူတွေကမသိဘူးအဲကြောင့်မောင်တီလဆိုတဲ့ရွာကမင်းသားလေးနဲ့အမဖြစ်တဲ့မမင်းစိန်နဲ့ရစ်တာရှိသားလေးတယောက်ထွန်းကားတော့သား9နှစ်သားသူကသိတယ်ချိန်တန်ကြတိုင်နှမ်းပြန်ရတော့မယ်ဆိုတာသိတော့ကိုတီလရဲ့သားလေးလည်း9နှစ်ပြည့်ပြီသားလေးရှင်ပြုတ်ကြအောင်ဆိုပရိက္ခယာ10ပါးသွားဝယ်ပြီးရွာချောင်းဆရာတော်ကြီးဥပ္ပစေပြုတ်ကျမတို့လေသားကြီးရှင်ဖြစ်ကျောင်းကြီးရှင်ဖြစ်သားလေးရှင်ပြုတ်ကြစို့ကောင်းတာပေါ့ရှင်မရဲ့9နှစ်ပြည့်ပြီဆိုတော့သင်္ကန်းတောင်သင်္ကန်းလျှောက်များလည်းရပြီပေါ့ကဲမောင်ကြီးတော့မြို့တက်ပြီပရိက္ခယာသွားဝယ်မယ်ကိုသီလထွက်သွားမမင်းစိန်ကဝင်းသားတယ်တိုင်နာမပြန်ခင်ငါတော့သားလေးကိုရင်ဝတ်နဲ့ငါရှ िख ိုးအောင်မယ်အဲ့ဒီအချိန်မှာပဲဇက်ကုံတော့ကအတန်ချက်စစ်နဲ့အတန်ပေါ့မိုက်ခရိုဖုန်းကနေလာတာပေါ့ဖုန်းမင်းစိန်တို့မင်းသိန်တို့ပြန်ခဲ့ကြတော့အချိန်စီပြီဝခင်တစ်ခေတ်လုံးဟိုင်းစစ်ဖြစ်သွားတယ်ပရိက္ခယာသွားဝယ်တဲ့ကိုသီလကမလာသေးဘူးဒီမှာကခေါ်ပြီးတိုင်တန်းကအမေကစက်ခနဲ့တုံသွားတယ်ပွဲကြည့်ရင်ကျွန်တော်လက်တို့တယ်ငါသားအဲ့ဒါနောက်ကဘယ်မသားအောနေတာလဲသွားကြည့်စမ်းအရေးတဲ့တော်ပရိက္ခယာသွားဝယ်မှတိုင်တန်းကအချိန်ကြပြီဒါသက်ညစ်ပတ်တာသွားကြည့်စမ်းသားအမေကတကယ်တိုင်တန်းကအော်တယ်ထင်တာနော်လူတွေ့ရင်ပြောင်းမှုရုံးနဲ့ပောက်ခဲ့စမ်းငါသားရဲ့အဲ့ဒါလိုအမေလည်းအဲ့လိုသားနော်ထားပါတော့ဘိုးဘိုးကခေါ်တယ်မရဘူးမမင်းစိန်ကလည်းတောင်းပန်တယ်3ရက်လောက်တော့နေပါရစေဩလူဘဝမှာဘိုးဘိုးရဲ့မရဘူးချိန်စစ်ပြီးလာခဲ့ကြတော့ဘလို့မှတောင်းပန်တော့မရအဲ့ဒီမှာမှလက်ပြနှုတ်လိုက်တဲ့အခါဇက်ကုံပေါ်မှာညီမနှစ်ယောက်ခွေကနေလဲကြသားလေးလုတ်တဲ့လူကမအေးအလောင်းကိုပွေ့လိုက်ဖေးကိုလှမ်းမျောလိုက်နဲ့ရွာလုံးကမျက်ရည်လေးစွတ်နဲ့ဖြစ်ကြပြီအမေကလည်းမျက်ရည်ကျပြီအဲ့တော့မှကိုသီလကပြန်လာတဲ့တချင်းလေးတည်းနဲ့ရှင်မကြီးပရိက္ခယာ10ပါးတော့ပါပဲဟဲ့ကဲဒီကနေ့တော့သားကြီးရှင်ဖြစ်ကျောင်းကြီးရှင်ဖြစ်သွားကြစို့ဒီရောက်တော့သားလေးကစီးတိုင်အမေဘယ်လိုဖြစ်မှမသိဘူးအဲ့တော့မှကိုသီလစမ်းကြည့်တော့မမင်းစိန်ရောမမင်းသိန်ရောအသက်မရှိတော့ဘူးဇာသပင်တဘာဝငိုချင်းပေါ့အလွန်ခံပေါ့လေအပူတိုက်ခေါ်တာပေါ့ငိုတာပေါ့ပရိသတ်ကလည်းငိုတယ်အမေကလည်းငိုတယ်
ဖြစ်ရလေခြင်းပရိက္ခာ၈ပါးဝဲတို့ပြန်လာမှမမင်းစင်ရဲ့မင်းဘဝဆိုးလှကြီးလားသားလေးပွေ့လိုက်ပရိက္ခာ၈ပါးပွေ့လိုက်မရအလောင်းပွေ့လိုက်ငိုတဲ့ငိုချင်းချဇက်ကအလွန်ဇက်ပေါ့မိုးလင်းလို့လိုက်ကချတော့အမေအိမ်ပြန်လာတော့လေအမေကမျက်ရည်ဆန်းဆန်းနဲ့ပြန်အမေက2မျိုးရှိလိမ့်မယ်တစ်မျိုးကကျွန်တော်တို့လည်းအကိုကြီးက16နှစ်ကျွန်တော်က14နှစ်ရှင်မပြုတ်ရသေးငါလည်းရှင်မပြုတ်ရသေးခင်ဒီလိုများဖြစ်ရင်ဘယ်နဲ့လုပ်မလဲဒီလိုအမေတွေးမိတာလည်းဖြစ်မယ်ဇက်ခုံဘောကမမင်းစိန်ကိုတနာတာလည်းဖြစ်မယ်အမေပြန်လာတဲ့အထိမအိတ်နိုင်သေးဘူးညတညလုံးအေးပြက်ပြီးမဲ့ပြောင်းမှုပဲဆက်လက်ကြီးနဲ့အိမ်ရှိကုတ်ပြစ်ပေါ်မှာမျက်ရည်လေးကျကျွန်တော်9 8နိုင်လောက်စားတာနဲ့အမေဈေးရဲမုံပြားသက်လက်သွားဝယ်အောင်ပဲဆိုပြီးကျွန်တော်အမေစီကပတ်စံလေးယူသွားဝယ်မုံပြားသက်လက်တွေကဆောင်းအောင်ကွက်မရသေးဘူးဆိုတော့ဒါထိုင်ဆောင်ရင်ဟိုဘက်ဒီဘက်ဒီဈေးရဲလျှောက်ကြည့်တော့ညကမမင်းစိန်မမင်းသိန်လုတ်တဲ့မင်းသမီးနှစ်လက်ကမောဟင်္ဂါစားနေအကွက်ကြီးတွေနဲ့မိုးလင်းပြီဆိုတော့ရေမိုးချိုးပြီးတော့လာစားတာပေါ့ကျွန်တော်သေချာကြည့်တော့ဟာဒီမိမနှစ်ယောက်မြင်မှုပါလေသေချာကြည့်တော့မမင်းစိန်မမင်းသိန်ညကသေးပါပြီဒီဘက်နဲ့ဒီမနဲ့မောဟင်္ဂါလာစားနေပါလားအမေပြေးပြောရင်တော့ဒါ breaking news ပဲအမေကိုပြေးပြောတော့အမေကမျက်ရည်ကြာလုံးစစ်လက်ကြီးနဲ့အမေခင်ဗျငိုးမနေနဲ့မမင်းစိန်မမင်းသိန်ဈေးထဲမောဟင်္ဂါစားနေညကဇက်စင်ပေါ်မှာတုံးကနေသေးတာငါမျိုးမင်းရောမြင်ရသားနဲ့မွေးငါစားတယ်ဆိုဖြစ်နိုင်ပါမလားအမေမအေးလာမလိန်နဲ့ဟောအမေလိုက်ခဲ့မဟုတ်လို့ကတော့သေရအောင်သာကြံဆိုလမ်းဘေးကဒုတ်တစ်ချောင်းနဲ့ကျွန်တော်ကရှေ့အမေလည်းမယုံဘူးကိုရောက်တော့အမေဟိုမှာကြည့်အမေကကြည့်တယ်အေးစောဟုတ်သားပဲတဲ့တိုင်နန်းကဘိုးဘိုးသူလက်ထိုးပြီးပြန်တက်လာကြတာနေမှာတဲ့လက်ကအဲ့ကလေးရရှိတယ်အမေကဝန်းတာတာဒီမင်းသမီးနှစ်လက်လေဒီမွန်းကားစားနဲ့တွေ့တော့ဝန်းတာတယ်သေရာကရှင်လာတာကိုလေမြင်ရတဲ့အတိုင်းဝန်းတာတယ်အမေကဆဲသေးတာရကုတ်နှမတွေလေအမေအတန်လေးကြားရအောင်လို့ဆဲပြပါအောင်ပဲပြုံကြီးနဲ့ဆဲတာအောင်မလေးဖေလုံးမတွေတဲ့ငါပြင်တညာလုံးငိုလိုက်ရတာတော့ပါရဲ့နော်ရှေ့ကလူကြီးတွေရိုးတာလေးပေါ်ခြင်းလို့ပြောတာပါတကယ်ဆဲတာမဟုတ်ပါဘူးအဲ့ဒါလိုရိုးတယ်ဆိုရင်ဟုတ်ပါမလားလို့မထင်နဲ့တကယ်ဟုတ်တယ်တကယ်ရိုးတယ်အမတန်ရိုးကြတယ်ကျွန်တော်အလုပ်ရတော့အမေမြို့ခေါ်လာတယ်ရန်ကုန်မှာစက်မှုတက်မှာကျွန်တော်တို့ကဒင်းကုန်းမှာနေရဒင်းကုန်းဆိုအခုအစ်စိမ်မြို့နယ်မြောက်ပိုင်းမင်္ဂလာတုံမြို့နယ်နဲ့ကပ်ရက်ပါပဲမင်္ဂလာတုံမြို့နယ်နဲ့ကပ်ရက်ဒီဒင်းကုန်းမှာနေပြီမဲ့မင်္ဂလာတုံမြို့နယ်ကရှိတဲ့မင်္ဂလာတုံလေးစိတ်ကြီးကိုတခြားတိုင်းတစ်ပါးကဝင်ကြီးချုပ်သမရများလာရင်ကျွန်တော်နိုင်ငံကအမြောက်နဲ့ပြစ်ချိုတာကျွန်တော်တို့ကကောင်းကောင်းကြားကပ်ရက်ကိုတခါတော့အမေကစံပန်းလေးပြားနေတယ်မင်္ဂလာတုံဘက်ကဂျင်းကနေကြတော့အမေစံပန်းလွတ်ကြသားရေကြီးကြည့်လိုက်တဲ့အတန်ဘာတော့ဟဲ့အမေအဲ့ဒါထိုင်းနိုင်ငံကဝင်ကြီးချုပ်ကျွန်တော်နိုင်ငံလားလေတာအမေအဲ့ဒါအမြောက်ပြစ်ပြီးချိုတာအမေကလေဘာမှမသိချပါဘူးဩတဲ့စံပန်းလေးပြာယုံစီဒုတိယတစ်ချက်ဂျင်းကနေကြတော့ရင်ပတ်လေးဖိတယ်အလိုဒါကဟောတာအမေမကြောက်နဲ့အဲ့ဒါမျိုး16ချက်ပြင်မှာအခုမှ2ချက်ရှိတယ်မကြောက်နဲ့အမေကကျွန်တော်ပြန်မေးတယ်။အော်ထိုင်းနိုင်ငံဝန်ကြီးချုပ်ကလည်းသားရဲ့အမြောက်နဲ့ပြစ်တာပထမတစ်ချက်နဲ့မသေးဘူးလားသားရဲ့16ချက်တောင်ပြည့်ရသလားအသက်ပြင်းလာပြီလားသားရဲ့ကျွန်တော်လည်းဘယ်လိုဆက်ရှင်းအောင်မှမသိဘူးအဲ့ဒါလို့ကျွန်တော်အားခဲ့တာနော်အမေလေးအားကျွန်တော်ရောက်ခမခင်ထုအမေပို့အားသေးရောက်ခမဆိုပြောကောင်းချော်စိတ်နဲ့ဆိုတော့ဆရာဝန်တန်းရင်မကြားတော့ဘူးထင်တာပဲနော်သမီးလေးကစီလီပြားထည့်ပေးတယ်တရားကိုမနေ့တန်း8နိုင်ဆိုအမေကတရားနာတယ်မနေ့9နိုင်အထိကတော့6ချက်နဲ့8နိုင်ဆိုသမီးလေးမြည်လေးလာပါဦးမေကြီးတရားကိုထည့်ပေးပါဦးဒီ device တွေသူတို့မကင်တတ်ဘူး The older you are the less you know မင်းတို့ကြီးလာပြီလားကြီးလာရင်မသိတာတွေများလာပြီသိတာတွေနည်းသွားပြီ The less you know သိတာတွေနည်းသွားပြီအမေမကင်တတ်ဘူးတရားတော်နာကျင်တယ်အဲ့ဒါကျွန်တော်သမီးလေးကလည်းပွားရည်လည်းငေါက်မေကြီးကလည်းနေတိုင်းပြနေရတာပဲဒါလေးဒီလိုချက်လိုက်လေဒါဒီခလုံးလေးနှိပ်လိုက်လေဝင်သွားတော့မပေါ်လာတာပဲအမေကြီးအေးပါမီးရဲ့အမေကြီးကမလွတ်တတ်လို့ပေါ်လာပြီဆိုတော့တပည့်ကလေးပကုံးတယ်အမေကတရားနာကျွန်တော်သားဖတ်တော့အပြင်ဘက်ထွက်လက်ဖိတ်အသက်ငကြင်းကားနဲ့လာခေါ်မြို့ထဲပါလာမြို့ထဲမှာဆရာမဆေးတွေပါလေဝယ်သမီးလိုချင်တာလေးရှောက်ဝယ်ကြ
မြို့ထဲမှာပဲထမင်းစားပြန်၄နိုင်ထိုးမှအိမ်ရောက်တယ်အမေတရားနာတော့အမေတရားတော်တော်ကောင်းလို့လားအမေတရားနောက်မှကောင်းလာကြအောင်မင်းတို့မျောနေတာတတဲ့တော်မနေ့၈နိုင်ရသွားတာအခုမှပေါ်လာအမေရောမနေ့၈နိုင်ရနာတယ်တရားဥဒိနာတော့လားဩငါ့ကိုကိုပြစ်ပေါ်ပွင့်တင်ညာစမ်းဆိုခြေတော့နှစ်ချောင်းကိုအသာဆန်းဆိုမထူကတစ်ဖက်ကျွန်တော်တစ်ဖက်အမေအသက်85နှစ်ရှိပြီအဲ့ဒါကိုစန့်ပေးရက်တွေပါတွေခတ်ပြီးဘယ်လိုဖြစ်တာလဲအမေတရားကတော်တော်ကိုကောင်းလို့လားမင်းတို့ကိုတော်တရားလဲနေလို့ဟေ့ကိုတော်ပဲဟောနိုင်မလားတပည့်တော်ပဲနားနိုင်မလားဆိုပြီးငါကပေပြီးနာတာတဲ့အမေပေနာတာမလုပ်နဲ့အဲ့ဒီတရားလေးကိုဒီတရားတစ်ပုဒ်ထဲရဲ့စီဒီပြားဆိုတာဆုံးရင်အစကပြန်လာတာဟမ်ဘလို့ဟောဒီစီဒီပြားလေးတွေကဒီတရားဟာဒီတစ်ပုဒ်ထဲရဲ့ဆုံးသွားရင်သူကတခါရေခင်းလေးရိုက်ပြီးတော့အစကပြန်လာရေခင်းရိုက်တာမကြောက်ဘူးလားကြားတယ်တော့အေးပြီးတော့အစကပြန်လာတာပဲဟောအဲ့လိုလားမသိပါဘူးငါဒီကိုယ်တော်ဒီတရားတစ်ပုဒ်ထဲငါးကဟောနေပါတယ်လို့တရားတစ်ပုဒ်ထဲငါးကဟောတယ်ထင်တာလေမသိဘူးဒါပေမဲ့အားတယ်ဆိုတာကောင်းလားဆိုရင်ကျွန်တော်တို့အားတယ်ဆိုတာမကောင်းပါဘူးဒါပေမဲ့ကျွန်တော်တို့ national identity အမျိုးသားဇာတိဥပဒေလက္ခဏာဖြစ်တဲ့ကျွန်တော်တို့ရဲ့မေတ္တာဓာတ်ကျွန်တော်တို့ရဲ့ပညာအခြေခံတဲ့မေတ္တာဓာတ်နဲ့ကျွန်တော်နေခဲ့ကြတယ်အေးချမ်းချမ်းပဲ38ဖြာသောမင်္ဂလာတရားနဲ့ကျွန်တော်တို့နေရတယ်ဘာသာတရားကိုကိုင်းရှမ်းရတယ်ဘာသာတရားအပြင်အားကိုးရာကိုယ်စိတ်ထဲယူဆတဲ့အတွက်နတ်များလေးကိုးခွေရတယ်အမေဆိုပုပ္ပတောင်ကိုအမြဲတမ်းသွားကြော့တယ်ကျွန်တော်တို့လည်းလိုက်ရတယ်အရင်ကျွန်တော်ဟောချက်တွေထဲမှာပါလားမသိဘူးညနေစောင်းပြီဆိုတခါလေးအားရင်ပုပ္ပသွားကြည့်တယ်အခုလေတောင်တောင်သွားကြည့်တယ်လို့ပဲပုပ္ပသွားကြည့်တာပဲအဲ့ဒီတောင်ပေါ့သားရေအိမ်တွင်မင်းမဟာဂရိနတ်မောင်နှမတွေစံလက်သားရဲ့အကိုကြီးကဥတင့်တယ်တဲ့မဟာဂရိနတ်မင်းပေါ့ကွယ်နှမကမမြလှနဲ့မတွေးပြူတဲ့တကောင်းမင်းလက်ချက်တုန်းကဖိုးကျင်ထုတ်ပြီးအသက်ခံရှာတယ်မောင်တော်အသက်ခံရတော့နှမတော်တွေကလည်းမိဘုံနဲ့လိုက်ခုံချကျွန်တော်သိတဲ့သမိုင်းကအဲ့ဒါပဲဒီတဲ့မပေါ်ဘူးကျွန်တော်သိတဲ့ပထဝီကဒါပဲဟိုးပုပ္ပါသူကလေးအင်မတန်လှမျက်နှာဝမ်းဝမ်းလေးနဲ့နာမည်ကမေဝနတဲ့ဗကံကပန်းလာခုတဲ့ကိုပြတ်တာဆိုတဲ့လူနဲ့နှစ်ပါးပေါင်းဖော်မိကြတော့သားလေးနှစ်ယောက်ဖွားတယ်ရွှေဖြင်းအိုးကြီးနဲ့အချင်းစစ်ပြီးမွေးတော့သားတော်ကြီးကဖြင်းကြီးတဲ့သားတော်ငယ်ကဖြင်းငယ်တဲ့အဲ့ဒီမင်းသားလေးနှစ်ပါးကလည်းကြီးတောင်မကြီးမှာပဲသားယူကျွန်တော်တို့ကပုပ္ပတောင်ညို့ကိုရာသီဥတုကြည်လင်ရနှမြင်ရတဲ့အခါအမေပြောတဲ့ဒီဇလန်းတွေနဲ့ကြီးရတယ်ကျွန်တော်တို့ဇိုင်းဆရာဖြစ်တာဟာစာသိမတတ်ရှာတဲ့အမေကျေးဇူးတွေပါတယ်လို့ပြောနိုင်တယ်ကမ္ဘာမှာဝတ္ထုတို့ကျောင်းကြီးနှစ်ကျောင်းရှိပါတယ်တစ်ကျောင်းကတော့ရုရှားက Anton Chekhov ဆိုတဲ့ဇိုင်းဆရာကမ္ဘာကျော်ဝတ္ထုတို့ဆရာကြီးသူ့ရဲ့ကျောင်းတစ်ကျောင်းကတော့ပြင်သစ်ကဂိုင်ဒီမောပါဆန်ဆိုတဲ့ပုဂ္ဂိုလ်ကြီးရဲ့ကျောင်းတကယ်တော့ဝတ္ထုတို့ကျောင်းတွေဖွင့်ထားတာမဟုတ်ပါဘူးဒီပုဂ္ဂိုလ်ကြီးဒီဇိုင်းဆရာနှစ်ယောက်ဟာပြင်သစ်ဇိုင်းဆရာရောရုရှားဇိုင်းဆရာရောဝတ္ထုတို့အရေးကောင်းလို့နောင်ဝတ္ထုတို့ရေးမဲ့ပုဂ္ဂိုလ်များကလူငယ်တွေကလေ့လာရတယ်အမှန်ကောင်းလို့ဒါကြောင့်သူတို့နှစ်ယောက်ကိုဝတ္ထုတို့ကျောင်းကြီးတွေလို့တင်စားကျွန်တော်တို့ဝတ္ထုတို့တွေရေးခဲ့တယ်အန်တွန်ချက်ကော့ကျောင်းကလည်းစဉ်းလာမဟုတ်ဘူးမောပါဆန်ဂိုင်းကစဉ်းလာလည်းမဟုတ်ဘူးကျွန်တော်တို့ဘယ်ဂိုင်းကစဉ်းတယ်လဲလို့မေးရင်အမိဂိုင်းကကျွန်တော်စဉ်းတယ်အမေကရွာတွေကလူတွေအကြောင်းတွေပြောတယ်ကောင်းတာတွေပြောတယ်မကောင်းတာတွေပြောတယ်ကုသိုလ်တွေအကြောင်းပြောတယ်အကုသိုလ်တွေအကြောင်းပြောတယ်ဓမ္မအကြောင်းပြောတယ်အဓမ္မအကြောင်းပြောတယ်တက်လုံးလို့လားတက်လုံးလို့လည်းမဟုတ်ဘူးသူသိတာတွေပြောတယ်ကျွန်တော်တို့ကလူတွေအကြောင်းငယ်ငယ်တွေကနားထောင်ရတယ်ကြားကြရတယ်ဒါကြောင့်ဝတ္ထုတို့ကျောင်းလို့ပြောရင်အမိကျောင်းကကျွန်တော်တို့စဉ်းကြတယ်အမေဟာပညာမတတ်ရှာတော့လဲပဲကျွန်တော်တို့ဘဝနဲ့လောကအမူအရာလူအမူအရာဘဝအမူအရာတွေသင်ပြပေးတဲ့ပထမဦးဆုံးကျွန်တော်တို့ကျောင်းကြီးပါပဲနေလုံးနေညနေစောင်းတော့အမေကျောင်းကိုသွားရတယ်ဆိုတဲ့အတိုင်းပဲကျောင်းကြီးမတက်ခင်မှာဒီ၄-၅နှစ်အမေကျောင်းမှာကျွန်တော်တို့သင်ခဲ့ရတဲ့ဘဝတက္ကသိုလ်ကြီးဆိုလည်းမမှားဘူးအမေကသင်ပေးတယ်တခါလေသချင်းလေးတွေနဲ့ညီးပြတယ်ဘဘဲမောင်တင်တယ်နတ်မောင်နှမရဲ့
ပြောစမ်းမြောင်းလေနတ်လန်းကြီးတွေချီအားဌာနဝဲပေါက်ကံပြည်ကိုပန်းတော်ဆက်တယ်ကိုပြတ်တာနဲ့မေဝနာတို့ပြောစမ်းရဝဲချစ်ကျူးသွဲနှောင်းရွှေပြင်းကြီးနောင်ဖွာရာဒေသကိုယ်ကျွန်တော်ဒီသချင်းတွေပဲ14နှစ်သား15နှစ်သားရောက်ပြီဘာမှမရှိဘူးရွာမှာလက်နဲ့လှဲ့တဲ့ဓာတ်ဆက်ကြီးနဲ့မြေဓာတ်ပြားပေါ်အခလေးထောက်လိုက်တဲ့အခါကြားရတဲ့သချင်းကလွဲလို့ကျွန်တော်များများဆဆနားထောင်လို့မရဘူးဒီခေတ်လိုကျွန်တော်က compact ဒီ CD ပြားလေးထဲမှာရုပ်ရှင်ကား100ဘယ်ရှိလိမ့်မလဲသချင်းပုတ်ပေါင်း1000လောက်မရှိဘူးကျွန်တော်ငယ်တုန်းကရွာထဲမှာတီးတဲ့ဒိုးဝိုင်းဒါကျွန်တော်ကြားရတယ်နတ်ကတော်ဆိုတဲ့နတ်သချင်းကြားရတယ်ဒီခါလေးရှားရှားပါးပါးလာတဲ့ဇက်ခုံဘောကမင်းသားမင်းသမီးဆိုတာကျွန်တော်ကြားတယ်ခါကြတော့အလှပြီးသွားပြီကျွန်တော်တို့ကအမေကကောင်းကောင်းမလှနိုင်ပေမဲ့လူတကာအလှအမေသွားတယ်အမေမလှရသေးတာသိတော့ဆရာတော်ဖခင်ကြီးကခေါ်ပြီးအမေကိုစုတယ်ဒကမာကြီးကပကာသနာတေကြိုက်တာကိုဗျကျောင်းကသင်္ကန်းနဲ့လေတာမဏေမြောက်ပါတယ်ခမသား2ယောက်ခေါ်ခဲ့အမေကတပည့်တော်ချွင်းလဲစာလေးလဲပါခြင်းလို့ပါဖခင်စုတော့ဆောင်းတော့ပါဖခင်ဘယ်လောက်ရပြီတော့နှစ်ကြက်ကတစ်ခါမှမတက်ဘူးအလှတာလှခြင်းတာဒါပေမဲ့အလှတခါကိုသွားတယ်အမေမုဒိတာဒီမစိုးတရား၄ပါးမှာတော့သိခက်တာပဲမေတ္တာထားပါတယ်ရှင်ကျမတို့ကမေတ္တာထားပါတယ်ဂယုဏထားတာပေါ့ကျမတို့ကသနာတတ်ပါတယ်မုဒိတာကြခက်သွားပြီနော်မုဒိတာကြမထားနိုင်ဘူးသူတစ်ပါးချမ်းသာတာကိုဝန်းမြတ်ဝန်းသာဖြစ်တဲ့စိတ်ထားဖို့ခက်တယ်ထားနိုင်ပါတယ်ဆိုရင်တန်တရားရှိစရာတွေကောင်းတယ်မေတ္တာထားနိုင်တယ်ဂယုဏထားနိုင်တယ်မုဒိတာသူများကြီးပွားတိုးတက်တာကိုကျွန်တော်ဝန်းသာဖို့သိခက်တယ်အမေကသားနေတာရှင်မပြုတ်ရသေးတယ်လူတို့ကအလှအမေသွားတယ်အလှကပြန်နိုင်တယ်မြေကြီးကြတယ်တချင်းကလည်းအားလုံးဘာမှထူးထူးဆန်းဆန်းမဟုတ်ကြားဘူးတဲ့တချင်းမြို့လေကမန္တအရက်မှာတဲ့ကုသူချောင်းအိုးလျံငယ်ပြူလျံငယ်ပြူရှင်လူပြူငယ်တွေကကျောင်းဆိုလို့ကျောင်းအိုးလို့ရွှေတော်ကျောင်းကအိုးပြီးပေါ့ကျောင်းကဆိုးပြီးပေါ့ရှင်လူပြူငယ်ကလေးကဆရာတော်ဖရာကြီးတက်တော်90နှစ်ပေါင်းများစွာဖြတ်သန်းလာတဲ့ကျောင်းလက်ရန်ကပြိုးပြီးပေါ့တရားကင်းလှေကားကြီးကပြိုးပြီးပေါ့ပဲ့ပြီးပေါ့မိုးကယိုပြီးပေါ့တို့လှူကြအောင်စို့တန်းကြအောင်စို့ဒီစိတ်နဲ့ကျွန်တော်နေခဲ့ကြတာသားလေးကသွားလေးကခေါ်ခေါ်သားလေးကမဲမဲတပိတ်တော်လေးမနိုင်မနှင်းပိုက်တော့မအေးကဝန်သားလိုက်တာရှင်သာရိပုတ္တရာအင်ကြွလာတဲ့အတိုင်းပဲသားလေးသားမလေးကမထွက်နိုင်အောင်နော်3ရက်နဲ့သင်္ကန်းရားတယ်မပြောနဲ့နော်ကိုတော့သားလေးလက်ဆွဲလို့စာပလွေလို့ခေါ်တယ်ပရပိုက်ပတ်တယ်ပိဿာလေးရကန်းကိုယ်တိုင်ရက်တယ်ကိုဆိုရအောင်ကြောင်းလိုက်ပို့တယ်လမ်းမှာတွတ်မှားတာကိုရင်မထွက်နဲ့နော်9ရက်နဲ့မထွက်နဲ့9ရက်နဲ့မထွက်ပါနဲ့ကိုရင်သင်္ကန်းလေးစီးထားရင်လေမေတော်တို့အိမ်မှာခမီးတော်ရောမေတော်ရောအပေတကားပိတ်တယ်ဒီလိုယုံကြည်ကြတယ်ဆွေတဲ့မျိုးတဲ့ရှင်တစ်ပါးပေါ်ပြီဆိုရင်အဲ့ဒီတစ်ဆွေလုံးတစ်မျိုးလုံးအပေတကားပိတ်တယ်လို့ယုံကြတယ်ရွာထဲမှာကျောင်းကြီးဝိဟာရနဲ့စိုက်ဆောက်ပြီးယဟန်အလုပ်ဖြစ်တဲ့ဒုရနှစ်ပါးကန္ထဒုရဝိပဿနာဒုရဆောင်ရွက်ကြတယ်သာသနာတော်ကိုချီးမြှောက်ကြတယ်ယဟန်များသတင်းသုံးတယ်ဆိုရင်အဲ့ရွာတစ်ရွာလုံးအပေတကားပိတ်တယ်လို့ယုံကြတယ်အေးချမ်းသာမယ်သူများဒုက္ခပေးတဲ့စိတ်လုံးဝမရှိဘူးသားကိုရင်လေးကိုခေါ်သွားပြီဆိုကြတဲ့ကဆရာတော်တမတော်ကြီးဖြစ်တဲ့အထိဝတ်စေချင်တာပဲကိုယ်လုံးမကြွေးချင်လေလေတဲ့ကိုင်းတဲ့ပင်ပန်းဆင်းရဲကြီးစွာလှုပ်ရှားမလို့တာမနေတာဖြစ်ရှင်တာဖြစ်စတော်ကြီးတာဖြစ်သိကျင်တတ်တဲ့လူမျိုးပါပဲစာပလွေရင်မပိုက်ပါလို့ကျောင်းတော်ကိုတဲ့လိုက်မဲ့ပြင်းကျောင်းတော်ကိုတဲ့လိုက်မဲ့ပြင်းကျောင်းတော်ကိုတဲ့လိုက်မဲ့ပြင်းဘယ်စာဘနဝမောင်းသိမလို့တုံးဘယ်စာဘနဝရအောင်မောင်းသိမလို့တော့မဲတော့ကိုတန်ကျူနှောလို့ပြောခဲ့ပါအိုးဒါပဲ
Zagabi Naja Shibi Sogrea. General Amiru at the Nave. Behidarotica Utomega, Badoti Yosana, Jana, Badosa, Gama Wasaro Dila, Bado, Ekane, To, Bauna Bado Nebuto, Mita, Bado, Anando. Behi Simati, Bahatiga Utotunga, Jare, Mega, Bado, Muching them, ya. Ti Yosana, don't use the Naga Jare, Bahi. Danaya, Badodada, Danga, Napiga, Jare, Dilaya, Badodada, Danga, Yama, Bonasega, Jare. Bauna, Bado, Nebu Dore, Bauna, Bado, Bada, Atanja, Nipanga, Jare. Do that the Gosan Ajira from Yeda with Dai, Yeda, Badoro, Anandore, Yeda, Bado, Bada, Abdanjaro, Ananda, Satyaula, Gaba, Abdingatam, Jare. Midane, Neva Midane, Twiva, Midane, Chamba, Midane, Pumpkin Sasama, Bawama, Mida, they Yichi no. General Zagabi Naja, don't let Nicarega, Amiga Tena. I may do what them be there, General Quiet and a quiet with what they do me at the shell. No, nay, a tea, General Mida, option Nigajare. General Sosa Piotr, saying though, labor national identity. Generally, a Milvan Zadi, Uri Lecanaro, the Mita Zeku, the no Sapio Machibari. Midane, Nigajare. Imitan Ejanjare, Ye Jaw, Imitan Wele, Aya Baya, Walongwe Yibule, Imitan Wele. Kanzamua, Boba, Lulani, Lumue, General, and Lunijare. Jabsashi, Jabde, Yewonzia, Shiro, Yewon. No shame, Majimia, we into it. Because they would take care. Yuria would take care of Sura, who the Tiara, Matiara, and Amala would do 9 and B also. Jabsia, Shiro, the Jabden. Amirus with the Jabdabe. You know, you have got 1 year, Linga, a Joa, a Mido Sayan Lavis or Miru Lysiam ship, Nagaro. Yaga, remember that so a Miruli, Jow. I mean, I took on the night Tabi, Tej and Navy, the Kala Hoga. A joke the under the General Giare. I think Majin and the Kayane. Opening Aseha, other looking Ase. Yaga, remember the Kujijo Cheka. Canido, Kujijo Cheta in Nama, Cheta Limade. Kujijo Cheka, Chep Poma, Chep Ponsa, Wawa, Yoramu, a few head. Kujijo. Facebook and the message boss can plan pure Dinagro Bionina, Amiru Yonami. Longi Teja also, Amiru Passam, she know to me. Passan the jet, let us so hard. Any person the Jaha, a joke the Ajam Williama, a me my person Shidamo. A me mamma, they are long with the mamma shoe. A joke the Yaga long so like Biare, Tea. But Nago. Dandarange Sami, Damandarange Sami, Bangandarange Sami, Denatumba Sikata, a joke Diaga she did it. Nanema Lina Yiji Dombare Japonle Nagarawa Sui. Nanema Lina Yiji Dombare Japonle Manego Yinwe Yine, Kuji Yongera Mue Japonle. Down the young way, down the young way, Mashababu. Jaja, Dimepi, Yens and your shin. Bangango Nima Balo. A Lucian Ludo Bangango. Bangango Nima Balo. A Yakali Gure Amana. Any Jingure Amana. Ujijo, yet me about with so yellow amana, initially amana. Jagat Pilo. County got the China, Ujijo, Mamari, Longi Teja, also Teabi. Down the young way, Miaye, down the young way, Meshababu. Jaja, time may be means and your share. Means and job. Ujijo, meaning a sign labi so ye. The Jan take to me to tell me what the Hashi to do on with a Nagarone. Naku, who were young Chizurine, the relationship, this is some who are little Luquasi Machine. Todo leve, Yojanabale,
ကျွန်တော်တို့ကဒီလိုကြောက်တရားနဲ့နေရတယ်ဆိုပေမဲ့လည်းဘာသာတရားလည်းကိုင်းဆိုင်နဲ့ကြီးညိုကြတယ်အခုတော့ယဉ်ကျေးမှုတွေပြောင်းသွားတယ်ဘယ်တော့တောင်ပြောင်းသွားလဲဒီဘက်မန္တလေးကျွန်တော်ရောက်လာတယ်ကျွန်တော်ဒီရောက်တာ15နှစ်လောက်ရှိပြီကျွန်တော်ပတ်ဝန်းကျင်မှာကြည့်တော့ကျွန်တော်ငယ်ငယ်ကရွာမှာတွေ့တဲ့မြင်ကွင်းတွေမဟုတ်တော့လူငယ်တွေအကုန်လုံးသပင်တွေကပြောင်းကုန်ပြီအတန်တွေကပြောင်းကုန်ပြီအဝတ်စားတွေကပြောင်းကုန်ပြီမြန်လိုက်တာကျွန်တော်ပြောတဲ့ပြုတ်ကြကြံခဲ့တဲ့ယဉ်ကျေးမှုတွေကျွန်တော်အဟောင်းတွေကောက်ပြီးပွေ့ဖက်ထားဖို့ပြောတာမဟုတ်ပါဘူးကျွန်တော်တို့လည်းမတားဆီးနိုင်ပါဘူးယဉ်ကျေးမှုပြောင်ကြီးပွေနဲ့ဆယ်တောင်လောက်ရှိတဲ့ပစိုးကြီးနဲ့ဗိုလ်ဒီပတ်တီနဲ့နေရမှာမဆိုလိုပါဘူးသို့သောကျွန်တော်တို့ယဉ်ကျေးမှုမဟုတ်တာတွေလည်းသောကောရောကောဝင်လာတာရှိတယ်ကျွန်တော်အိမ်ဘေးကခလေးတွေလမ်းပြင်ထွက်လိုက်ရင်သပင်အနဲ့မရှိတော့အနေတွေဖြစ်သွားအကုန်လုံးကအချွန်နေနဲ့ဖြစ်ကုန်ပြီမေအိမ်မွေးတော့ကအချွန်နဲ့တာမွေးရင်ဒီကောင်တွေပြတ်တတ်တာမင်းတို့ဘာနဲ့ချွန်တော့ဆိုဟာဥနေချွန်ကျင်လာတယ်လိုက်ခဲ့အာမလုပ်ပါနဲ့ငါသိတယ်တော့ချွန်နေမအောင်ဒီဘက်ကအနီဒီဘက်ကအဝါအလဲကောင်မှရွှေရောင်နဲ့မင်းတို့မှမိုးချိုးမပြစ်တယ်ကွာဖြစ်ကုန်ပြီကျွန်တော်တို့လှောင်လို့မရဘူးပြစ်တင်လို့မရဘူးမုတ်စိမ်မွေးလေးနဲ့မျက်ခုံပေါ်မှာရေးထားတဲ့ I love you တဲ့ဘာနဲ့ရေးတာတက်တင်းထိုးထားတာဒီမှာရင်ဘတ်မှာလည်းတက်တင်းထိုးထားတယ်အုံခုခုခံခုံခံသွားဟာတယ်ဟာအဲ့ဒါဘာလို့လဲမသိဘူးတဲ့တက်တင်းဆရာထိုးပေးလက်မောင်းမှာလည်းဒီတိုင်းပဲတရုံနဂါးနဲ့ဗမာနဂါးနဲ့နဘန်းလုံးနဲ့ဟုတ်တယ်မတစ်လျှောက်လုံးလက်ကလည်းအငြင်းမနေဘူးဒီလိုလုံနေဒီကောင်နဲ့တယောက်နဲ့တယောက်စကားပြောနေဟာဦးနေဘယ်သွားတော့လားတဲ့ကျွန်တော်ဟာတော်သေးတယ်သေရင်လို့မခေါ်လို့သူတို့ချင်းချင်းကြပြောတယ်ဟာမင်းရေဘလွတ်လာအောင်လုပ်နေတယ်ဟာမင်းကခောက်ပဲတဲ့ဟာအိယာတဲ့မင်းရေဝင်ရမီကွာတဲ့ဟဲ့ကောင်မင်းကခောက်တဲ့ခောက်သီးတဲ့ဘာဒီပြောမှလည်းမသိဘူးဗမာစကားလည်းမဟုတ်ဖြစ်ကုန်ကြပြီလေပင်ခွေးဆွဲလေးနဲ့ဖြစ်သွားပြီပြိရှက်ရိုးကောင်းနေနဲ့ဖြစ်ကုန်ပြီအရိုးကောင်းကပါဇက်ကြီးကပြေးလို့ဖြစ်ကုန်ကြပြီဘယ်သူမှတားလို့မရဘူးတော့သွားမတားနဲ့ရိုက်ခံရလိမ့်မယ်လက်ဗရန်ရောက်သွားတဲ့အတိုင်းဖြစ်သွားလိမ့်မယ်တားလို့မရဘူးတော့မင်းကွာဒါကြီးမကောင်းမပြောနဲ့လူကပိန်ပိန်လေးလက်မောင်းလေးကပလွေရိုးလေးနဲ့အင်ကြီးအကြီးနဲ့မင်းကွာစာချုပ်ဝင်လူဝိတ်တာဟာစားပြီဦးလေးစားပြီတဲ့ကျွန်တော်စားပြီလေဒါစတိုင်းနဲ့ဖြစ်ကုန်ပြီပြောချင်တာကသို့တော်လည်းပဲဒီလူငယ်တွေသိမကြဘူးသက်30ကျော်ရင်လေကရုံးပြန်ဖြစ်သွားပြီသပင်လေးတူတူညှက်ပြီးသပင်လေးလည်းအနဲ့ပြန်ဖြစ်သွားပြီလူမှုရေးလုပ်ငန်းတွေသူတို့ပြန်ဝင်လာပြန်ပြီသူတို့အောက်ကညီတွေအခုနလိုဝစားစင်မှုတွေနဲ့သူတို့အဲ့ဒီပြောဆိုတွေကိုသူတို့ကပြန်ပြီးထိမ့်မှတ်ကုတ်ကဲပေးပြန်ပြီကျွန်တော်တို့ကမစိုးရိမ်ပါဘူးယဉ်ကျေးမှုအစ်တွေကဧည့်တယ်လို့လားဧကန်းမှာခဏထိုင်ပြီးရင်ပြန်လာပါပဲကျွန်တော်တို့ယဉ်ကျေးမှုဧကန်းထဲမှာသူတို့အကြာကြီးမနေနိုင်ပါဘူးအခုလူငယ်တွေကြည့်ပရဟိတလုပ်ငန်းတွေမှာလူငယ်တွေကြီးပဲလည်းကတော့အင်ကြီးလေးတွေနဲ့ဒစိတ်ကလေးတွေနဲ့ကိုကိုထိန်းရပြီကိုကရက်တော့ချင်တယ်ဆိုတာတောင်မှကို့ဖွဲ့ရမတောက်ကြဘူးဆိုတော့ကိုမတောက်ဖြစ်တော့မင်းဒီဒစိတ်ကြီးနဲ့ဒီအင်ကြီးဒစိတ်နဲ့မင်းရက်မူးနေရင်ပဲဖြစ်မလဲလို့ဒီယူနီဖောင်းကသင်ပင်စစ်ချက်ကိုပြန်ပြီးမြင့်တင်ပေးတဲ့အခါသူတို့မတော့ဖြစ်တော့ပြောချင်တာကဘာလဲကျွန်တော်တို့ယဉ်ကျေးမှုတွေစုပ်ယုပ်သွားတယ်ဆိုပေမဲ့တရောသောဘာကြကြံတယ်ဆိုပေမဲ့လူငယ်တွေကအသိပြန်ပြီးရှိလာတဲ့အခါနိုင်ငံတော်မှာတကယ်အရေးကြုံလာပြီဆိုရင်ဒီလူငယ်တွေရှေ့ကထွက်တာပါပဲဒါကြောင့်ကျွန်တော်တို့ကလူငယ်တွေကိုဘာပဲလုပ်ပေးရမလဲတဲ့မတ်ပဲ့ကိုပြင်ပေးရတယ်ပဲ့ပြင်တယ်ဆိုတော့လှေရလာတဲ့စကားပဲ့မပိုင်လှေကသွားချင်သွားမှာပေါ့ဘလောက်လော်ရောက်ချင်ရောက်မှာပေါ့သို့သောကျွန်တော်တို့နောက်ကလူကြီးတွေကကျွန်တော်တို့လူဖွဲ့စည်းကပဲ့ပေးရတယ်ကောင်းတဲ့ရည်မှန်းချက်စီရောက်အောင်ကျွန်တော်တို့ပေးရတဲ့တာဝန်ရှိတယ်ခင်ဗျဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးတဲ့မရောက်သေးဘူးသတင်းစာထဲပါတာတကယ်မထင်နဲ့မယုံနဲ့အောင်မရောက်သေးခင်မမေ့သေးဘူးကျွန်တော်တို့တယ်လီဖုန်း3မျိုးရှိတယ်နော်ဘယ်တယ်လီဖုန်းမှကောင်းကောင်းဆက်လို့မရဘူးနော်မယုံမရှိနဲ့မတ်ပုတူလည်းမရဘူးကျွန်တော်ရွှေဘုံသွားဟောတယ်ကျွန်တော်ဇနီးကိုကျွန်တော်လှမ်းပြီးတို့ချောချောမောရောက်ပြီရွှေဘုံအနောက်က9မိုင်လောက်ဝေးတယ်ရွာကျွန်တော်ဖုန်းဆက်လို့မရဘူးMPT ဘယ်လို့မှဆက်မရဘူးအဲ့တော့ကျွန်တော်လေ Oridu တို့ Telenor တို့ဘယ်သူရှိလဲကွာစာပေလူငယ်တွေကဝိုင်းထားကြတော့ကျွန်တော်က Oridu ဆရာတဲ့ခဏပေးပါမသားရဲလို့အိမ်ဆက်ချင်လို့ငါ MPT ကမရဘူးလို့ MPT ကမရဘူးဆရာတဲ့အေးမင်းကဘာလို့ကျွန်တော် Telenor တွေပေးပါမသားရဲ
တယ်လီနောက်နဲ့မရဘူးဆရာဟုတ်ဗျာမင်းဘာလို့ခါချိတ်ထားတော့မရပဲနဲ့ပြုံးမနေတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့ Oridu က Oridu သူက Oridu ဆရာတဲ့သားရေခဏငှားပါအောင်ငါအိမ်ဆက်ချင်လို့ Oridu လည်းမရဘူးဆရာဟာမရတာမရတယ်အကုန်လုံးမင်းတို့ခါတယ်လီဖုန်းနေတယ်ရတဲ့လေးရှိတယ်ဆရာတဲ့ဆရာအားနာလို့ဟာအာမနာနဲ့ပြောအခုဒီတန်လိုင်းရှိမလားဆရာအေးရှိတယ်အဲ့တန်လိုင်းတိုင်းဆရာတစ်ဖာလုံးလောက်ရှောက်အောင်မလို့ဟာရှောက်မယ်လေဘာဖြစ်လဲဖုန်းဆက်ရပြီးတာအဲ့တစ်ဖာလုံးလောက်ရှောက်ရင်မကြီးပင်ကြီးရှိတယ်ဆရာအုံဆန်ဆန်ရင်အေးအဲ့ဒီမကြီးပင်အောက်အရေးကိုဆရာဝင်ရမယ်ဩဝင်မယ်ကွာမင်းတို့ဟာကြောက်ဆရာတောင်ကောင်းတောင်ဘက်ကိုဆင်းတဲ့ဂိုင်းကြီးကြီးရှိတယ်ဆရာမမှားဘူးတဂိုင်းနဲ့ရှိတာအေးဟုတ်ပြီအဲ့ဒီဂိုင်းနဲ့ဆရာငယ်လေးနဲ့တဲ့တဲ့လှည့်လိုက်ဆရာဩအေးဟုတ်ပြီတဲ့ပါစေဆရာတဲ့အေးပါကွာငယ်လေးနဲ့တဲ့ပြီဆိုရင်တယ်လီဖုန်းကိုဆက် MPT ရပါတယ်အသာလေးထုတ်မျက်လုံးကလှန်လှန်ပြီးကြည့်နေတော့ဆရာလည်းမလဲလို့မရဘူးတဲ့အသာလေးထုတ်တုံးလေး3တုံးပေါ်လာလိမ့်မယ်လဲအောင်ဆရာသွားမကိုင်းနိုင်ဘူးနောက်2တုံးနောက်လုံးဝပြတ်သွားလိမ့်မယ်တိခံဆရာလည်းသူပြန်ပေါ်လာမှာတဲ့တတုံးဖြတ်ဆို3တုံးဖြစ်သွားလိမ့်မယ်ဆရာလက်မသွားနဲ့ဆရာလည်းအဲ့နေရာမှာစစ်ရှည်ဖို့တမာတိအားကောင်းဖို့လိုတယ်ဆရာအဲ့ဒီမကြီးပင်အောက်မှာကိုသောတာပန်ဖြစ်တာ3ယောက်ရှိပြီဆရာမြတ်စွာဘုရားကောင်းတာအဲ့လောက်တော့ရပါတယ်ကွာအိမ်ကမိမအတန်ကြားဖို့လိုတာပါတမိုင်းသွားတယ်အဲ့လိုငရိနဲ့ချိန်နဲ့တုံးလေးတွေကြည့်တယ်ရပြီဆိုတော့မှဆက်တယ်ဟုတ်တယ်အဲ့ဒီတော့မှခင်ခင်ထူးနဲ့စကားပြောရတယ်အေးကြားလားလို့ခင်ခင်တို့ကပြန်ဖြေတယ်အဲ့ကြားလားပဲကြားတယ်ကျန်တာမကြားဘူးဒုက္ခပဲအဲ့ဒါတော့ဒုက္ခခန္ဓာတောင်ကြားလားပဲကြားကျွန်တော်အိမ်ဘေးကဝါတော့ဟိုရေစကြိုဘက်ကရွာကဟိုတယ်လီဖုန်းတွေပေါ်တော့သူကခါထုတ်ထားတယ်တခါလေအမေမျိုးသေးစကားရင်ပုံနဲ့ဆွဲထုတ်တာတစ်လုံးဒီကဆွဲထုတ်တာတစ်လုံးဟာကြီးတော့ပေါ်လာတယ်ဖုန်းတွေဒါမရရင်ဒါပဲဆရာကြီးတဲ့ဒီနေ့တော့အင်ရှိမှာစောကြီးအေးအဲ့ဒါပါပဲမင်းပြောချင်တာဘယ်သူမှမသိစေနဲ့လင်းနောက်လိုက်တာတော့ညားကပဲမင်းနဲ့ငါ2ယောက်တည်းသိပါစေနော်2ယောက်တည်းသိပါစေနော်တဲ့ကျွန်တော်1ယောက်ကလုံးသိနေပြီဒီတယ်လီဖုန်းနဲ့တော့ခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်စီမရောက်သေးဘူးနော်ထားပါတော့အစိုးရလည်းဒီလိုဗျအစိုးရလည်းမနစ်တနေ့က Facebook ထဲတွေ့တယ်စာပေဟောပြောပွဲတွေမှာနိုင်ငံရေးမပြောရဘူးတဲ့သူတို့အကြည်ညိုပြစ်တဲ့စကားမပြောရဘူးတဲ့ဒုက္ခပါပဲဒါဆိုစာရေးဆရာဘာပြောမှမသိဘူးကိုယ်နိုင်ငံသားကကိုယ်နိုင်ငံအကြောင်းမပြောရဘူးတဲ့ဘယ်သူကလာပြောမလဲတော့မသိဘူးနိုင်ငံအရေးဟာနိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်ပြောရမှာပေါ့မပြောရဘူးပြောရင်ဖမ်းမှာတဲ့အဲ့တော့နေဝင်းမြင့်ဖမ်းမှာကြောက်လို့မပြောတော့ပါဘူးသို့တော်လည်းပဲစဉ်းစားကြည့်ပါဦးဒါကတော့ကျွန်တော်အဖွဲ့အစည်းကလုပ်တဲ့ပွဲနိုင်ငံကြီးလည်းမပေါအောင်ကျွန်တော်ဟောပါတယ်သို့တော်လည်းပဲဒီနေရာမှာကျွန်တော်စာရေးဆရာတွေကြုံနေရတာလေးလည်းသိစေချင်လို့ဘုရားကနားမတော်မယ်နုကိုဘာကြီးတော်မင်းကအင်မတန်ချစ်ရှာအင်မတန်ချစ်တော့နုဆိုတဲ့စကားလေးကိုသူကပဲခေါ်တယ်သူကနုရေနဲ့မိဖုရားကြီးကိုနောက်တော့သူစဉ်းစားတယ်ဒီနုဆိုတဲ့စကားတိုင်းပြည်ထဲမှာဘယ်သူမှမပြောပါဘူးအမိန့်ထုတ်နုဆိုတဲ့စကားလုံးမသုံးကအမိန့်ထုတ်လိုက်တော့တိုင်းပြည်ကဒုက္ခရောက်သွားတာဟောဗျာနုဆိုတာမသုံးရတော့ဘာသာသုံးရမှာတော့အဲ့တော့အမတ်တွေကလည်းရှောက်တယ်ရှင်ဗျာနုမသုံးရတော့လဲသုံးရမယ်အစားထိုးတာတွေတစ်လုံးတော့ပေးအောင်မှာပေါ့အဲ့တော့တိုင်းသူပြည်သားတွေလည်းမေးလာပြီနုမသုံးရဘူးဆိုတော့သုံးရင်ရှာဖြတ်မယ်ဆိုတော့ကြောက်နေကြပါလေဘယ်ရင်စဉ်းစားတယ်အေးဟုတ်တယ်နုကတော့ငါပဲသုံးမယ်ငါမိဖုရားကြီးငါသိချစ်တာအဲ့တော့နုအစားထွတ်သုံးกว่าဟောရတယ်တိုင်းပြည်မောင်းကျင်းနဲ့ခတ်နုအစားထွတ်သုံးလို့ရတယ်အဲ့တော့မကြီးရွက်ခုတဲ့ကောင်မလေးကအောက်ကကြီးတော့ဟဲ့ငါ့ဘုံမကြီးရွက်ထွတ်တဆုပ်တော့ပိုခိုးစမ်းနုမသုံးအောင်ဆိုထွတ်တဆုပ်တော့ဈေးလေးရောက်တော့ချင်မောင်မြတ်ဒီချင်မောင်မြတ်ထွတ်လေးတွေကဘယ်ဈေးတော့အဲ့လိုလောက်ရတယ်နုမသုံးအောင်ဇာတိဆရာမနုရီအင်းဝအဲ့ဒီခေတ်ကရှိရင်ထွတ်ရီအင်းဝတောင်ဖြစ်သေးတယ်နော်ဒုက္ခရောက်ထွတ်ဒီနေ့တော့ဒီဟာတော့ချွတ်မှဖြစ်မယ်ဘယင်မဟုတ်ဘူးဘယင်တွေလည်းများသောဖြင့်ဂေါက်တာများတယ်
မဟုတ်သေးဘူးဆိုတော့ဘယ်သူကပြင်လဲအနုပညာရှင်တွေကပြင်တာဘယင်းနဲ့မိဘကပွဲကြည့်တယ်တညတော့သပင်ဆောင်မှာပွဲကြည့်ကလကာလေးကတက်သွားတော့အဆင့်မြင့်တဲ့ပုံမှာယဟန်ပုဂ္ဂိုလ်ကဟဲ့သူတော်ကအောက်ကဖះမနေ့ကငါကြက်ခိုင်းတဲ့ဖះရှိခိုးတွေရပါလားရပါဖះမနေ့ကငါဘယ်နာမှပြီးသွားတော့ဟဲ့အောက်ကသူတော်ကဖြေတယ်မနေ့ကပြီးတဲ့ပိုက်ကတော့တေထွတ်ပသင်္ကာမိမှာပြီးတာဖះဟဲ့တေနုပသင်္ကာမိပါရှိဖះကြီးကနုဝဆထွတ်သုံးရမယ်ဆိုလို့ဖះရှိခိုးတွေကနုတွေအကုန်လုံးတပည့်တော်ထွတ်ပြောင်းထားပြီးပါပြီဖះဘယင်းကလန့်သွားတယ်ပြုံးဟုတ်သားပဲတေထွတ်ပသင်္ကာမိတွေဖြစ်ကုန်ပြီအမှန်ကတေနုပသင်္ကာမိကဲပြန်ပြောင်းပါကွယ်နုပြန်သုံးကြပါပေါ့ကျွန်တော်တို့အနုပညာရှင်တွေကလည်းတိုင်းပြည်မှာကမောက်ကမဖြစ်လာရင်တိုင်းပြည်နဲ့လူမျိုးအကျိုးကိုရှင်ပြီးကျွန်တော်ပြောလို့ရှိပါတယ်အစိုးရဆိုတာကာမစကားပါသူတို့ကျွန်တော်ပြောစရာလည်းအကြောင်းမရှိပါဘူးဘာဖြစ်လို့လဲဒီကနေ့ရှိတယ်မနေ့ပြန်သူတို့ကထောင်ကြရင်ကြတာသာသနာရေးဝန်ကြီးကြည့်ပါလားနော်ဒီငါးနဲ့လူတို့ကကြိုက်ချင်ကြိုက်မယ်နောက်ငါးနဲ့ကြိုက်ချင်မှကြိုက်မှာပေါ့အဲ့တော့သူတို့ကကာမစကားသူတို့မပြောပါဘူးပြောဖို့လည်းကောင်းလည်းမရှိပါဘူးကျွန်တော်တို့ကသူတို့ကြည်ညိုပြအောင်လည်းမပြောပါဘူးသူတို့ကလည်းကြည်ညိုစရာမကောင်းပါဘူးထားပါတော့နိုင်ငံရေးမပြောဘူးဆိုပြီးတလုံးတော့ပါသွားသူ့ကိုစာထွက်သုံးရတော့မှာမတတ်နိုင်ပြောချင်တာကကျွန်တော်ဗာလေအနှစ်ချုပ်ကျွန်တော်ပြောတော့မယ်နော်ကျွန်တော်ဟောပြောချင်တနာရှိပြီဒါပေမဲ့မိနစ်20လောက်ထပ်ပြောအောင်ပါခေါင်းလျှော်ရည်လေးမှရပါနော်တတ်နိုင်လူမှာအကြက်တဲကြီးနှစ်ခုရှိလာရင်တော့ဒုက္ခရောက်ပြီဘယ်လူဖွဲ့စီပဲဖြစ်ဖြစ်အကြက်တဲကြီးနှစ်ခုရှိလာရင်ဒုက္ခရောက်တာပဲရှိသလားမရှိဘူးလားကိုယ့်ဟာကိုတွေးကြပါကျွန်တော်တွေးပဲပြီးမှာပါတခုက moral crisis ကိုချင်းသီလပြက်ပြီလူဖွဲ့စီတခုကကိုချင်းသီလပြက်လာပြီဆိုရင်ကျွန်တော်စောစောကပြောခဲ့တယ်တော့ကျွန်တော်အကြောင်းမဲ့ပြောခဲ့တာမဟုတ်ကျွန်တော်လူဖွဲ့စီကမြန်မာစိတ်လို့ပြောရင်မေတ္တာစိတ်ကိုကျွန်တော်ပြောခဲ့တယ်အဲ့မေတ္တာစိတ်ကြောင့်ကျွန်တော်တို့ကသရတိလသုဒ္ဓစာကပညာဟိရိဩတ္တပဟိရိမကောင်းမှုလောက်အောင်မှရှက်တဲ့စိတ်နဲ့နေခဲ့ကြတာနော်ဩတ္တပမကောင်းမှုလောက်အောင်မှကြောက်တယ်မျက်ွယ်မှာလည်းကြောက်တယ်မျက်မြင်မှာလည်းကြောက်တယ်မျက်ွယ်မှာလို့မျက်ွယ်မှာမလို့ဘယ်သူမှတော့မမြင်ပါဘူးငါတော့တွေ့လိုက်အောင်မရှိဘူးတော့ရှေ့ရမြန်မာတွေမျက်ွယ်မှာလည်းစောင့်ထိန်တယ်မျက်မှောက်မှာလည်းစောင့်ထိန်တယ်နောက်ဆုံးနှစ်ပါးသရတိလသုဒ္ဓစာကပညာအရေးကြီးမှန်းသိပါတယ်သို့တော့နောက်ဆုံးနှစ်ပါးပုံရေးကြည့်တယ်မကောင်းမှုလောက်အောင်မှရှစ်တယ်မကောင်းမှုလောက်အောင်မှကြောက်တယ်အဲ့ဒီတရားနှစ်ပါးနဲ့လောကရက္ခိတလောကပါဠလောကကိုကျွန်တော်တို့ကစောင့်ရှောက်ထားမကောင်းတာမလုပ်ဘူးမကောင်းတာတော့မှငါရှစ်တယ်ငါမိဘလည်းရှစ်တယ်ငါဘိုးဘွားလည်းရှစ်တယ်တစ်လျှောက်လုံးရှစ်ခဲ့တာငါကြမှာငါမဟုတ်တာမလုပ်ဘူးမကောင်းတာတော့မှငါကြောက်တယ်ငါမလုပ်ဘူးအခုမဟုတ်တော့တော့မကောင်းတာလောက်အောင်မှရှစ်တယ်မကောင်းတာလောက်အောင်မှကြောက်တယ်ဆိုတဲ့လူကနည်းနည်းလေးဖြစ်သွားပြီခဏကတ်တွန်းတစ်ပုဒ်ပါတယ်သတင်းစာထဲမှာလူကောင်းတွေကကြည့်ဒီလိုလေးဟိုကြည့်ကြည့်နဲ့ဒီမျက်နှာအမဲတက်ထားတဲ့သခိုးတွေကဝိုင်းဟားနေကြတယ်ဟာတဲ့ကတ်တွန်းကသခိုးတွေကများပြီများတဲ့အခါကျတော့မကောင်းတာလောက်အောင်မှမရှက်တော့ဘူးဆိုတဲ့လူတွေမကောင်းတာလောက်အောင်မှမကြောက်တော့ဘူးဆိုတဲ့လူတွေများလာတော့ရှက်တယ်ဆိုတဲ့လူကြောက်တယ်ဆိုတဲ့လူတွေကတောင်ဘာလို့အောင်မှမသိဘူးအများမိုးကားကြီးတတ်သူလိုက်များတောက်ဝလေမလားဖြစ်ကုန်ပြီဘာပြက်လာလဲဆိုရင်ကိုချင်းသီလစပြက်တာပဲလူဖွဲ့စည်းတစ်ခုမှာကိုချင်းသီလပြက်တဲ့လူတွေများပြီဆိုရင်အဲ့ဒီလူဖွဲ့စည်းမကြောက်ဘူးပြက်စီးတော့မယ်ဒါနံပါတ်1အချက်ဒုတိယတစ်ချက်က identity crisis ကိုလူလို့ပြောရမှတောင်ခက်နေတဲ့လူဖွဲ့စည်းဒီနိုင်ငံမှာငါလူဖြစ်ရတာအဓိပ္ပာယ်ကိုရှိရလားလို့စတွေးပြီဆိုရင်အဲ့ဒီနိုင်ငံကအဲ့ဒီလူဖွဲ့စည်းမကြခင်ပြတ်တော့ငါခုရက်နေတဲ့နေရာကငါနေရာဟုတ်ရလားကြက်တောင်မှစီးဝိုင်းဝိုင်းလိုက်ရင်ကြက်တွေတိုက်ခါနေစီးဝိုင်းဝိုင်းတာကိုစိုင်ပြင်းတယ်လို့ခေါ်လူကစိုင်ပြင်းလို့မရဘူးကိုယ်စီးဝိုင်းမရှိဘူးဒီနားနေတော့ငါနေရာမဟုတ်ပါလားဟိုနားသွားနေတော့ဘူဒိုဇာ20ဆစောင့်နေတယ်ဆိုရင်ပဲကောင်းတော့ဘူဒိုဇာကြောက်လို့ဟိုနားသွားနေတော့ဆိုင်းဘုတ်ကစောင့်နေပြီဘယ်သူပိုင်နေမြေဘယ်တော့မှပိုင်မှန်းလည်းမသိဘူး
အဲ့ဒါကြောင့်လို့တောကြီးသွားနေတော့တစ်တော်ကပိုင်နေပြီဆိုပါတော့ကိုယ်နိုင်ငံသားကကိုယ်နိုင်ငံထဲမှာရက်တီယာမရစောက်တီယာမရပြေးလွှမ်းနေရပြီဘသူကမှအားကိုးရမရတော့ဘူးဆိုတဲ့လူဖွဲ့စီဖြစ်လာရင်အဲ့လူဖွဲ့စီပြတ်တော့မယ်ဒီနိုင်ငံမှာငါလူဖြစ်ရတာဘယ်မှာကောင်းလို့လဲငါဘသူအားကိုးရမှာလဲငါဘသူစီသွားတိုင်ရမှာလဲငါ့ကိုဘသူကစောင့်ရှောက်နေတယ်လဲငါသားသမီးတွေရဲ့ပညာရေးကဘယ်နဲ့နေတော့ငါကရောဘယ်နှနေရမှာတော့ငါရဲ့နေဝင်ချိန်ကအတိတ်ပဲရှိရလားငါဒီနိုင်ငံသားဖြစ်ရတာကို self confidence ကိုယုံကြည်လောက်တဲ့စိတ်နေပါလာပြီဆိုရင်ပုံမှန်လည်းပြောရင်ကိုလူလို့သတ်မှတ်ဖို့ခက်လာပြီဆိုတဲ့လူတွေများလာပြီဆိုရင်အဲ့ဒီလူဖွဲ့စည်းမကြခင်ပြတ်တော့မယ်ကျွန်တော်တို့လူဖွဲ့စည်းကိုပြောနေတာမဟုတ်ဘူးနော်စဉ်းစားစရာသို့သောကျွန်တော်တို့လူဖွဲ့စည်းမှာကိုချင်းတီလာပြတ်တဲ့လူတွေများမလာဘူးလားကိုလူလို့သတ်မှတ်ဖို့ခက်လာတယ်ဆိုတော့အခြေအနေကြီးစိုက်မလာဘူးလားဖြစ်လာတယ်ဆိုရင်တော့သိအခြေအနေမကောင်းဘူးဒါဘာနဲ့ထိန်းရမလဲသီလနဲ့ထိန်းရပါတယ်သိက္ခာနဲ့ထိန်းရပါတယ်ပညာနဲ့ထိန်းရပါတယ်တယောက်ကိုတယောက်အပြန်အလှန် trust ယုံကြည်မှုနဲ့တိုင်းသူပြည်သားကအစိုးရကိုယုံကြည်ရလိမ့်မယ်အစိုးရကတိုင်းသူပြည်သားယုံကြည်ရလိမ့်မယ်ဒီလိုဖွဲ့စည်းမှာလည်းပဲအုပ်ချုပ်တဲ့ top level ကပုံကိုယ်တွေကိုကျွန်တော်တို့အသင်းသားတွေရောဂျန်နဲ့အဆင့်ဆင့်သောပုံကိုယ်တွေကယုံကြည်ရလိမ့်မယ် top level ကပုံကိုယ်တွေကလည်းကိုယ့်လူတွေကိုယုံကြည်ရလိမ့်မယ်ဒီ trust ဝင်းဆက်ပြတ်ပြီဆိုရင်မယုံကြည်ရတော့ဘူးဆိုရင်အဲ့ဒီဖွဲ့စည်းအဲ့ဒီ company ဖွဲ့စည်းအဲ့ဒီလူဖွဲ့စည်းအဲ့ဒီ community အဲ့ဒီအတိုင်းအဝိုင်းတယောက်ကိုတယောက်အမိသဟဲပြုတ်ပြီမယုံကြည်ကြတော့ဘူးဆိုရင်ပြတ်တော့မှာပဲသိရတယ်အမိတဲ့သဟဲတဲ့အမိကတော့ဟုတ်ပါတယ်သဟဲရပါတယ်မိတော်မီလီယံလေးစက်ကူစလေးမိရှုမိသွေးလေးနှစ်တောင်ပွားတင်မတောက်ဘူးတော့တော်တော်နဲ့ရက်တောင်လေးခတ်ပြီးတော့လေဆိုတဲ့ဓာတ်ကလေးပေးရတယ်အဲ့ဒါသဟဲပဲဒါကြောင့်ကျွန်တော်တို့အမိရှိတော့လဲသဟဲရှိမှဒီမိတောက်ကလေးထတောက်ရတယ်လို့ပဲတယောက်ကိုတယောက်ယုံကြည်မှုနဲ့ trust သိရကြည့်ပါလေဒုတိယ T တလုံးကတော့ transparent ဒီ transparency လို့ခေါ်တဲ့ top level ကဘာတွေလုပ်နေသလဲအောက်ကကုန်သိရအောက်ခြေကလူတွေကလည်းဒု top level ကပုံကိုယ်တွေဘာတွေလုပ်နေသလဲဘာစီမံကိန်းတွေချနေလဲဒုတာဝန်တွေကဘာတွေလဲဒီ transparency ဒီပွင့်လင်းမြင်သာမှုကလည်းအရေးကြီးပါတယ်လူဖွဲ့စည်းမှလည်းအရေးကြီးပါတယ်နိုင်ငံမှာလည်းအရေးကြီးပါတယ်နိုင်ငံတော်အစိုးရကဘာတွေလက်မှတ်ရေးထိုးထားပြီလဲဘယ်နိုင်ငံနဲ့စာရီချုပ်ထားပြီလဲတိုင်းသူပြည်သားဟိုးအောက်ကအမိုက်လှဲတဲ့လူထိသိရတယ်တိုင်းသူပြည်သားကလည်းယုံကြည်ရလိမ့်မယ်တို့အစိုးရဒါတွေလုပ်နေတာတို့အတွက်ပဲအဲ့ဒီကြားထဲမှာ trust ပြောင်းနေပြီဆိုရင်ဒါမဟုတ်ဘူးကျွန်တော်နိုင်ငံကြီးပြောတာမဟုတ်ပါဘူးစဉ်းစားစရာတွေပါဒါကြောင့်ကျွန်တော်တို့ကဘာအရေးကြီးလဲပြောရင်မေတ္တာအရေးကြီးတယ်အုပ်ချုပ်သူကချပေးတဲ့မေတ္တာနိုင်ငံသားကခံယူရတယ်လို့ပဲနိုင်ငံသားကလည်းနိုင်ငံသားကကြေပုံရမယ်တာဝန်တွေနဲ့နိုင်ငံတော်ကိုပြန်အလုပ်ကျွေးပြုဥ့တူယုံကြည်မှုနဲ့တူပွင့်လင်းမြင်သာမှုနဲ့ဒီ trust and transparency အရေးကြီးတယ်ဒီလိုဖွဲ့စည်းမှလည်းဒါအရေးကြီးတာပဲဒီနှလုံးပါပဲဒါကြောင့်ပညာနဲ့ကျွန်တော်ထိန်းကိုရတယ်ကိုကပညာမတတ်ရင်သူများကလာစီမံခန့်ခွဲသွားလိမ့်မယ်အဲ့သိကြတယ်ကျွန်တော်တို့လူငယ်တွေအထူးသဖြင့်ပြောချင်တာကိုကစီမံခန့်ခွဲတာမတတ်ရင်သူများစီမံခန့်ခွဲတာခံကိုခံရလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ပညာကြီးဖို့လိုတယ်လို့ပြောတာသာမန်ကရှန်ကမဟုတ်ပါဘူးကျွန်တော်ပြောသွားပြီးပညာကြိုးစားကြပါလို့ပြောပြီးပြန်သွားလို့ရတယ်မဟုတ်ဘူးနော်ကျွန်တော်တို့အီယောနေလာတဲ့နှစ်ပေါင်းဒီဘက်လွတ်လပ်ရေးရပြီးတဲ့နှစ်80ရှိပြီပညာအတွက်ဒီကနေ့အထိကျွန်တော်တို့ရိုက်ကြနှစ်ကြပြောကြဆိုကြရင်းကြခုံကြလုပ်နေကြရတော့ပဲပညာကတကယ်တမ်းကျွန်တော်တို့မှန်တိုင်းဝန်ခံရရင်အနားမှာရှိတဲ့နိုင်ငံနဲ့ရှင်လိုက်ရင်ကျွန်တော်တို့အခုတစ်ထိကျွန်တော်တို့ book based learning ပဲစာအုပ်ကိုခြေခံတဲ့သင်ကြားမှုနဲ့သွားနေတော့မယ် computer based learning ကျွန်တော်မသွားနိုင်သေးဘူးကျွန်တော်အိန္ဒိယနိုင်ငံလေးတစ်နိုင်ငံဒီဘက်တောင်းအကုန် laptop တွေနဲ့ဖြစ်ကုန်ကြပြီခလေးတွေ laptop ပေးနိုင်အောင်လုပ်ကုန်ကြပြီဒါကြက်ခဲ့ဆိုတော့ parent education မဟုတ်တော့ဘူးဒါလေ့လာခဲ့ရလို့ခလေးတွေကို library ထဲပို့လိုက်တဲ့ခေတ်ရောက်ပါနှင်းစီပန်းအကြောင်းသွားလေ့လာကြလို့ပြောရင်နှင်းစီပန်း library တွေကစောက်တွေကရှာပြီး
laptop မှာရေးလာဆရာမကိုလာပြတဲ့အခါခန်းထဲမှာကျောင်းသားလေး90ရှိရင်နှင်းစီပန်းအကြောင်း90ပါလာတယ်နှင်းစီပန်းဆိုဒီမှာတချို့ကဝါရွေတချို့ကဖြူသည်ဆိုတော့ကြက်လာပြီး90သလုံးတသန်နဲ့ထွက်တာမျိုးမဟုတ်တော့ဘူးနော်ဒါတော့ပညာရေးပဲရောက်သွားလိမ့်မယ်ကျွန်တော်တို့ပညာတကယ်တက်ရလိမ့်မယ်ဘိုးတော်ကယုံတကောင်နဲ့မြေခွေးတကောင်ကငချင်းတကောင်ကောက်ရဘယ်လိုခွဲရမှမသိဘူးပညာမတက်တော့ရှင်သေးရလာတယ်ဘာဖြစ်တာတော့ဟုတ်ငချင်းကြီးအကြီးဗျာကျွန်တော်တို့ကဘယ်လိုခွဲရမှမသိလို့ဟာဒါမျိုးကပညာရှိမှခွဲတတ်တာငါခွဲပေးမယ်ဟုတ်ကဲ့လို့ပေါ့တောက်ရောအမိပိုင်မင်းယူလိုက်တောက်ရောခေါင်းကမင်းယူသွားငါခွဲကအလဲဟာငါယူတယ်ပေါ့အဲ့ဒါ lion share လို့ခေါ်တယ်ရှင်သေးဝေစုခေါ်တာပဲရှင်သေးကကောင်းပိတ်ဆိုတာဝေစုယူနေကြပဲပညာမတတ်ရင်ကိုကခေါင်းကင်ထားပညာမတတ်ရင်အမိကင်ထားတဲ့ဘောနဲ့ဒီငချင်းကြီးတစ်ကောင်လုံးကောက်ရပါလျက်ကနဲ့အမီးနဲ့ကျင်တတ်ရတာမျိုးခေါင်းနဲ့ကျင်တတ်ရတာမျိုးကျွန်တော်တို့ဖြစ်သွားလိမ့်မယ်။ဘာလို့လဲ lion share ရှင်သေးဝေစုစီမံခန့်ခွဲတဲ့လူကလာယူသွားလိမ့်မယ်။ဆရာမတူလေးတယောက်ရှိပါလေပေါ်တာတဲ့ရွာမှာသမတန်ဒီကောင်နဲ့ကောက်တယ်ထရေလည်းနေတိုင်းတော့မေကြီးအသက်80ကျော်ပေါ်တာရဲ့အမိလုပ်ကြွပါအောင်မင်းဖေမရှိတာလည်း10နှစ်ကျော်ပဲ။အဲ့တော့ဆရာမတို့ဆွေမျိုးသားချင်းများကစံတော့ထောက်ပံ့တာပေါ့။ဟင်းချက်ဆရာတော့ဘယ်အများနဲ့ထောက်ပံ့နိုင်မလဲသူလည်းရှာကြကိုလည်းရှာကြငါဆွေမျိုးသားချင်းတွေကထောက်ပံ့လို့သားရဲ့စံပြူလေးတော့စားရပါရဲ့မင်းကလုံမကြွေပဲထရေးကြီးတောက်တော့အမေသက်80ကျော်ပြီငါသားရဲ့ကဲ80ကျော်တော့ဘာဖြစ်တုံးဗျာရေကမုံမုံနဲ့80ကျော်တော့ဘာဖြစ်တုံးမလုံးနဲ့အမေလေးမြေဦးလေးနဲ့စံပြူလေးနှုတ်စီဘူးတူချက်ငါမစားရနေနိုင်နဲ့မင်းမစားအောင်ပါဆိုလို့နှုတ်စီကလေးယူဟိုးအခင်းတကာသွားအောက်ကသဲကပူအပေါ်ကနေကပူအမေလေးသဲလေးတွေရက်ခါနဲ့ရှာတော့မှຫນွေတုံးကကြကြတဲ့ပင်လုံးစီလေးအမေထက်ပြန်လာတော့ထင်းမရှိဘူးလမ်းကြိုလမ်းကြားအခင်းကြိုခင်းကြားကတစ်တူသစ္စာကောက်လာအဲ့ဒီပင်လုံးစီလေးပြုတ်စီမဆန်းနိုင်ပါဘူးသားရဲ့စားမဖြူနိုင်ပါဘူးမရှိပါဘူးအမေလေးသမင်းလေးတစ်လုံးတစ်စုပ်ကိုအဲ့ဒီပင်လုံးစီပြုတ်နဲ့စားမင်းကြည့်ကောင်းသလားမင်းဒီခန္ဓာကိုယ်ကြီးနဲ့အမေချွေးကနေပတ်စံတယ်မဲ့ထီတောက်နေသေးတယ်ဟာအမေနဲ့တော့ရွာတောက်လာတာကြီးတော့ဘယ်ရောက်ကုန်မှမသိဘူးအမေခမရမသေးသေးလို့ပါဗျခမရသေးတဲ့နေကျုပ်ကစလှုပ်ကျွေးတဲ့နေပါသေးတဲ့နေလှုပ်ကျွေးတော့ငါဘယ်လိုလုပ်ထားစားပြစ်တောက်နဲ့နေတိုင်းစုပေါ်တာကလည်းလာမကြိုက်ဘူးကိုင်းဗျာအမေကလည်းအဲ့ကျုပ်ကတောက်လိုက်ခမရဆူတာပဲဆူမှာပေါ့အမေပင်မနှပြီဒုက္ခပေါ်တာပစိုးတို့တော့ပစိုးလေးတစ်ထည်ခြုံပြီးတော့ထွက်သွားအဲ့တော့မအေးဆိုတော့ဘယ်အိမ်များသွားပြီးတော့မြေချင်းတူးမှာပါလေသူများအိမ်စင်းရင်ငါများသွားလို့ငါဆူတာမှားပြီငါသားလေးတစ်ခါမှလုပ်ကူတာမဟုတ်ဘူးမေရစိတ်ပူမဟုတ်ဘူးပေါ်တာပြန်လာပစိုးလေးဝတ်ကောင်းမလေးကနောက်တစ်ထည်နဲ့ခြုံပြန်လာရန်ရတဲ့အမွှေးနှုတ်ထားတဲ့ကြက်မအေးပြစ်ပြီးရော့ချက်သူကမလုတ်ချင်လို့ရတွေ့လာနိုင်ဝက်ပဲကြတဲ့ကြက်ပါလာအဲ့ဒါအမေအားကိုးတာပေါ်သားရဲ့အားကိုးမနေနဲ့ခမရကျုပ်ကအများအားနှိမ့်နေတယ်မဟုတ်လားအခုကျုပ်နမူနာတွေ့တယ်မဟုတ်လားကျုပ်ဆွန်းစားသိပြီမဟုတ်လားခမရအေးပါသားရဲ့ချက်မမေးတော့ငေါက်လိုက်သေးကြက်ပါလာဟုတ်ထစ်ချက်စားဘိုက်ကောင်းစားပြီးသားမင်းနှစ်ယောက်အိတ်လူကြီးဆိုတော့မေက sorry no နဲ့၄နာရီတော့ဟဲ့ကောင်ဟောတာဟဲ့ကောင်ဟာအမေကအစိုးရှိဗျာဘာလို့နှုတ်နေရတော့ခမရလုတ်ပါပဲခမရမလုတ်နဲ့ပြောငါတခုတည်းထားမိလို့ပြောဗျာဘာလို့တို့ရင်ကခါတိုင်းတွန်နေကြညောင်ကန်ကျက်တွန်တာမကြဘူးနော်ဟောတာဒီဘက်လှည့်ပြုံးအမေအတွက်ဆိုကျုပ်ကရင်လေးသေးဗျာအမဘာရင်လေးသေးတော့အမေ90ကျော်ပြီလက်ဆက်သက်တော့ခမရတရားမရှိသေးပါလားအမေလောကမှာဘယ်ဟာမှမမြဲဘူးနော်အမေပေလွန်စီသင်္ခါရညောင်ကန်ကျက်လည်းသင်္ခါရအမေပေလွန်စီသင်္ခါရညောင်ကန်ကျက်သင်္ခါရကိုယ်ငါ့ကိုကျက်ตาလေးခိုးမှုှနှုတ်လာပြီးမအေးပြစ်ပေးမေယူတောင်ပြန်ပြောသေးတယ်ပေလွန်စီသင်္ခါရညောင်ကန်ကျက်သင်္ခါရအဲ့ဒီမှာရက်နေရင်ပြဿနာမရှိဘူးနော်လက်ဗရောင်းသင်္ခါရဖြစ်လာရင်အေယာဝတီသင်္ခါရဖြစ်လာရင်ပြဿနာဖြစ်လာ
တန်လွင်မြစ်သင်္ခါရဖြစ်လာရင်ပြဿနာဖြစ်ပြီးပုပ်ပွားတောင်သင်္ခါရဖြစ်လာရင်ပြဿနာဖြစ်ပြီးခါကားဘိုရာစီတောင်အခုမနေ့တနေ့ကသင်္ခါရကိုချောင်းနေတဲ့လူကချောင်းနေပြီအဲ့ဒါကြရင်တော့ပြဿနာတက်ပြီကိုယ့်အိမ်ထဲကရှိတဲ့သယံဇာတကိုထုတ်ပြီးရောင်းအဲ့ဒါကျွန်တော်ပညာမဟုတ်ဘူးနော်အဲ့ဒါကတော့အစိုးရမှမဟုတ်ဘူးပေါ်တာတောင်ကိုယ့်အိမ်ကချက်ကိုဟိုးချက်တတ်တယ်အဲ့ဒါပညာမဟုတ်ဘူးဘလောက်ကျွန်တော်သုံးနိုင်ပါလဲမြေတွင်းတက်တွေဘလောက်ကျွန်တော်ရှိမှလဲတစ်ပင်တွေကသင်္ကုတ်တူတွေကြီးပဲကြံရင်ပင်လယ်မြေချောင်းတွေထဲမှာငါဖျင်းဆက်လက်တောင်ရှာမရတော့ဘူးဆိုရင်မြေတွင်းတက်တွေကအိုးတောင်ထွက်မလာတော့ဘူးဆိုရင်တတ္ထုကတန်တူတန်ဆလိုက်ကောက်တဲ့ကလားတောင်ရှာမရတော့ဘူးဆိုရင်ပြဿနာတက်ပြီကျွန်တော်နောင်လာမဲ့မျိုးဆက်ဟာပညာနဲ့မသွားလို့ကတော့နတ်ညံဝေကိုကွဲထားတယ်လို့ပဲနတ်ညံဝေကိုမြကွဲရင်ကျွန်တော်အမေတို့ကငငယ်တော့မကစားအောင်နတ်ကွန်းစင်ကညံဝေကိုကွဲနဲ့ကျွန်တော်ကဒိုးပစ်ပြီးမကစားရအောင်ဘာလို့ခြေထောက်နဲ့တိုက်ရတာနတ်ကိုကြောက်တာမပြောနဲ့တော့ဒီညံဝေကိုကွဲကြတာတော့ဒိုးလုပ်ပြီးမကစားရအောင်ကြောက်ရတယ်ဘဝကြားကြောက်ရတာကိစ္စမရှိဘူးကြားချီပါကြောက်နေရတာမျိုးပညာမတက်လို့တော့ကျွန်တော်တို့ကတော့သယံဇာတအားကိုလို့မရဘူး human resource တဦးချင်းဟာပညာနဲ့ရင်းမြစ်ဖြစ်နေတဲ့တကယ်အနာဂတ်စီသွားတဲ့ပညာတတ်လူဖွဲ့စီဖြစ်ဖို့လိုပါတယ်အခုတော့ကျွန်တော်လူမျိုးကမဟုတ်တော့ဘူးတယောက်ကိုတယောက်ကျွန်တော်စောစောပြောသလိုပဲမုဒိတာမပွားနိုင်ကြတာညီညွတ်ခြင်းမရှိတော့ဘူးငြိမ်းချမ်းခြင်းဆိုတာဝေးရညီညွတ်ခြင်းကလည်းမရှိဘူးတယောက်နဲ့တယောက်နှစ်ယောက်ရှိရင်ကျွန်တော်လူမျိုးကသုံးဘွဲ့ကွဲအံ့ဩစရာသိကောင်းတယ်တလုံးကဘတ်စကားဂိတ်မှာကျွန်တော်မတ်တက်ရတယ်ကျွန်တော်ရှိမှတယောက်ပဲရှိတယ်သူကကားကိုလှမ်းလှမ်းမြှော်ကျွန်တော်နောက်ကရှိရသူကမသိဘူးပြီးတော့သူကမတ်တက်ရပြီးတယောက်တည်းပြောနေဟိုဘက်တိုးပါအောင်ကွာတယ်အဲ့တော့ကျွန်တော်ကဟိုဘက်တိုးပါအောင်ကွာသူနားလည်းဘယ်သူမှမရှိတော့တို့ပြီးမေးကြည့်တယ်ခင်ဗျာဘယ်သူပြောတာငါပြောနေရတယ်တယောက်တည်းရက်နေတာတောင်ဟိုဘက်တိုးပါအောင်နဲ့သူ့ဟာသူမတည့်ဘူးတယောက်နဲ့တယောက်ကျွန်တော်တို့ဒီလိုသွားနေလို့တော့မဖြစ်ဘူးတယောက်ကိုတယောက်မကောင်းတဲ့စိတ်နဲ့သွားနေလို့လည်းမဖြစ်ဘူးဘုရားမိမသုံးယောက်ရှိတယ်မတ်တင်အောင်နဲ့မတ်လှကြည်တဲ့ဒေါ်စိတ်ကြီးတဲ့ကျွန်တော်တို့အညာဘက်ကမျက်စိကတက်ရင်ထမင်းဆိုင်သုံးဆိုင်တန်းလို့ဘာမှမရှိဘူးသုံးဆိုင်စလုံးသူ့မိတ်နဲ့သူစားကြတာလူလူချင်းကလည်းတဲ့တယ်ဒီနေ့တော့မတ်တင်အောင်ကအဲ့လိုတဲ့တဲ့ကြားတွေကဆိုင်းဖို့သွားအားတယ်ခါတိုင်းဆိုင်းဖို့မရှိဘူးသူ့မိတ်ကုန်းမိတ်စားနေကြတာပဲမတ်တင်အောင်ကဆိုင်းဖို့လေးတော့ရှိမှကောင်းမယ်သူကသူစဉ်းစားပြီးသွားပြီးတော့ဆိုင်းဖို့အားတယ်မတ်တင်အောင်ထမင်းဆိုင်ပြဿနာမရှိဘူးအဲ့ဒီရှိတဲ့ပြဿနာမရှိဘူးသူကကွန့်ပြီးတော့ပကြီးဆရာကိုဘာမထီမတ်တင်အောင်ထမင်းဆိုင်ဘာမထီမတ်တင်အောင်ထမင်းဆိုင်ဆိုတော့ဟိုဘက်နဲ့ဆိုင်ကမတ်တင်အောင်ဆိုပြီးရတဲ့နဲ့ဘာမထီဆိုတာတို့စောင်းတာပဲဟိုနှစ်ဆိုင်ကမကျင်တတ်ဘူးမကျင်တတ်တော့ဒေါ်လာကြီးဆိုတဲ့အလဲရဆိုင်ကလည်းဆိုင်းဖို့သွားတယ်သူကဘာမထီမတ်တင်အောင်ဆိုရင်ဟေးငါဆိုင်းဖို့တစ်ချက်ရေးစံဘယ်လောက်ပေးရဘယ်လိုရေးမလဲတော်ကြီးတနာတယ်မလှကြီးလို့ရေးလိုက်ဘာမထီလောက်တော့သနာတယ်ပေါ့ဒီဘက်ကဒေါ်စိတ်ကြီးကဆိုင်းပုံနဲ့ချက်နေဘယ်လိုဖြစ်တာတော့ကောင်းမကြီးခါတိုင်းဒီတိုင်းရောင်းနေတာပါအမှားတယောက်ကဘာမထီမတ်တယ်အောင်တယောက်ကသနာတယ်မလှကြီးဟာငါဒီတယ်မသားရင်တော့ငါဒုက္ခရောက်တော့မယ်သူကလည်းဆိုင်းပုံသွားအပ်ဟေးပကြီးဆရာမင်းတို့စောစောဟိုကောင်မကြီးဆိုင်းပုံဘယ်လောက်ပေးရတော့တစ်ချက်အစိတ်90ပေးမယ်တစ်ချက်ရေးစမ်းဟုတ်ကဲ့ချိန်ဆုံးကဗုဒ္ဓံဓမ္မံသံဃံဟုတ်ကဲ့အလဲကဒေါ်စိတ်ကြီးသမင်းဆိုင်ဟုတ်ကဲ့အောက်ဆုံးကရေးလိုက်တစ်မျိုးလုံးကိုအော်ဒါလိုက်သည်လို့ဘလုံးမလိုက်မမှီအောင်လုပ်ရတာဒေါ်စိတ်ကြီးသမင်းဆိုင်တစ်မျိုးလုံးကိုအော်ဒါလိုက်သည်ဆိုတော့ဟိုဘက်ကဆိုင်းဖို့ပြန်ဖြုတ်ရနော်ကျွန်တော်တို့တယောက်နဲ့တယောက်မတူတော့ဘူးကျွန်တော်ပြောသလိုပဲမတည့်ကြဘူးအခုလူငယ်တွေနဲ့ကျွန်တော်တို့နဲ့သိကွာသွားပါပြီဒီလူငယ်တွေက electronic နည်းပညာနဲ့မွေးလာကြပြီသိပ္ပံနဲ့ဒီထွန်းစမ်းသစ်မှုတွေသူတို့ရှိလာကြပြီခေတ်မီခြင်းနဲ့ခရစ်ဆန်ခြင်းတွေသူတို့နှပန်းလုံးနေကြပြီဖွံ့ဖြိုးမှုနဲ့ westernization လို့ခေါ်တဲ့အနောက်ဆန်မှုတွေသူတို့မြင်တွေ့နေရပြီကျွန်တော်ငယ်ငယ်တုန်းကတော့မဟုတ်ဘူးကျွန်တော်ပြောသလိုစစ်တွေတော်လှန်ရေးတွေနဲ့ကြုံရတယ်အိုနာကြိုးကန်းတွေနဲ့ကြုံရတယ်ပြန်လဲထူထောင်ရေးတွေကြားထဲမှာလူလွန့်ပြီးကြီးရတယ်မဖွံ့ဖြိုးခြင်းနဲ့ရှေးရိုးဆန်မှုကြားထဲမှာကျွန်တော်တို့ကြီးရတယ်ကျွန်တော်တို့မြို့ကိုဟိုဘက်ကရန်နံချောင်းကိုတစ်ခါလောက်ရောက်ဖို့ရင်တစ်သက်လုံးပြောမဆုံးတော့ဘူးကဘာမှာဘာဖြစ်တယ်ဆိုတာမပြောနဲ့အနားရွာတွေမှာဘာဖြစ်တယ်ဆိုတာတောင်ကျွန်တော်တို့မသိတော့ဘူးဒါကြောင့်ကျွန်တော်တို့ကနေလူဖွဲ့စည်းကမြန်လူဖွဲ့စည်းဖြစ်လာပြီဆိုရင်ကျွန်တော်တို့ ਨੇ တစ်ခါတည်းပါလာရမှာကဘာလဲ
ပညာပါပဲတခါတည်းပါလာရမှာမေတ္တာပါပဲကျွန်တော်ဒီကုန်းချုပ်ပါမယ်ပညာဆိုတာဘာလဲပညာဆိုတာမိလိန်ဒမင်းကြီးကရှင်နာဂတိမေးလျှောက်ရှင်ဘုရားပညာလို့တော့ပြောပါတယ်ဖေပညာနဲ့ပညာအရေးကြီးတယ်လို့တော့ပြောပါဖေသို့တော်တပည့်တော်နားမလည်ပါဘူးဖေမင်းကြီးတဲ့ပညာဆိုတာထုံးလင်းခြင်းလက္ခဏာရှိတယ်ပိုင်းဖြတ်ခြင်းလက္ခဏာရှိတယ်အဲ့တော့ပြောယုံတယ်လေတပည့်တော်နားမလည်နိုင်ပါဘူးဖေရှင်နာဂတိန်ရှင်နာဂတိန်ကမိလိန်ဒမင်းကြီးကိုထပ်ပြောတယ်မင်းကြီးတဲ့လေသမားဟာကောက်ပင်ကိုလက်ဝဲလက်နဲ့တင်းဆုပ်လက်ရလက်ကဒဇင်းနဲ့တိကနေဖြတ်တယ်လို့ပဲပညာဉာဏ်အလင်းကြီးကြောင့်အရာရာဟာပိုင်းဖြတ်ခြင်းလက္ခဏာနဲ့တိကနေပြက်ရတယ်စိတ်ကိုမနတိကာရနဲ့စူးစီးဝိပဿနာနဲ့ဖြတ်တဲ့အခါပညာဉာဏ်အလင်းကြီးစိုက်တော့တာပဲအဲ့ဒါကတော့သိမြင့်သွားပြီလောကုတ္တရာမှာလာတဲ့ပညာကျွန်တော်တို့သိရမယ့်ပညာကဘာလဲအကြောင်းဟုတ်သည်မဟုတ်သည်ကိုတမဟုတ်ချင်းသိ၍ထိုသိရ၌ဝေဖန်ပိုင်းစစ်နိုင်သောဉာဏ်ရည် intelligence စင်ကြယ်လုံးတရား wisdom အဲ့ဒါပညာပဲကျောင်းစာတွေအများကြီးတက်ထားအလွတ်ရဉာဏ်ကောင်းတော့အလွတ်ရအောင်ပံ့ပိုးပေးထားအဲ့ဒီကလေးကဉာဏ်ကြီးကောင်းအလွတ်ရသမျှရေးဖြေတော့အမှတ်ပေးစီးမင်းနဲ့ကြိုက်ပြီးတော့ရတဲ့အမှတ်တွေကအများကြီးသွားကျင်တဲ့စီသွားရတဲ့ပညာရေးကိုကျွန်တော်ဆိုလိုတာမဟုတ်ပါဘူးဉာဏ်ထိုင်းတဲ့ကလေးကတော်ရမှနေဉာဏ်ကောင်းတဲ့ကလေးဖြေနိုင်တဲ့ကလေးကကောင်းရမှနေပညာရေးကိုကျွန်တော်မဝေဖန်ပါဘူးတကယ်ကျွန်တော်တို့သိရမယ့်ပညာရေးကဘာလဲအကြောင်းဟုတ်သည်မဟုတ်သည်ကိုတမဟုတ်ချင်းသိရမယ်ဟေတုကလားအဟေတုကလားဓမ္မလားအဓမ္မလားကောင်းမြတ်ခြင်းလားစိုးရုပ်ခြင်းလားကုသိုလ်လားအကုသိုလ်လားဒါတော့ကျွန်တော်တို့ပိုင်းဖြတ်နိုင်ရင်ချက်ချင်းပိုင်းဖြတ်နိုင်တမဟုတ်ချင်းသိပြီအဲ့ဒီသိချင်းပေါ်မှာကျွန်တော်တို့ဟာဝေဖန်ပိုင်းစစ်နိုင်တဲ့ဉာဏ်ရည်ရှိရင်ပညာရှိတာပါပဲသင်္ကတုသမီးလိုပါပဲငါလည်းရမဲ့ကြီးသောမယောင်ရဲတတ်သောအမျက်ကြီးသောသူတထူးကိုညှင်းဆဲတတ်သောပညာမရှိသောအကြောင်းကိုမသိသောမိုက်သောဝန်တူသောဘေးကမရှိသောပြတ်တတ်သောမေ့တတ်သောအောင်းမေ့တတ်သာခြင်းကင်းသောသူမဖြစ်မှု၍ဟောဒီအာမနာကြောင့်ဘုရားတပည့်တော်ဆောက်လို့လှူဒန်းရတဲ့ကျေးဇူးကြောင့်ဘုရားတပည့်တော်သည်ဘဝစစ်တိုင်းရမဲ့ကြီးတဲ့လူမဖြစ်ပြရစေနဲ့မယောင်ရဲတဲ့လူမဖြစ်ပြရစေနဲ့ပညာမရှိတဲ့လူမဖြစ်ပြရစေနဲ့ဆိုသလိုပဲအကြောင်းကိုမသိတဲ့လူအကြောင်းဟေတုကအကြောင်းရင်းကိုမသိတဲ့လူမဖြစ်ပြရစေနဲ့ဖြစ်သောစာဖတ်ပြတဲ့များကလေးကြွရောက်ကြတဲ့ပုဂ္ဂိုလ်များအားလုံးပညာကြီးတဲ့ပုဂ္ဂိုလ်တွေဆိုတာကျွန်တော်သိပါတယ်ဒါကြောင့်ပြောချင်တာကတော့ကျွန်တော်တို့အားလုံးဒီဘုရားရှင်ကိုကြည်ညိုကြည့်တဲ့အခါမှာပညာရှိသူတော်ကောင်းတို့ကလောကကိုသိကြပြီပညာရှိသူတော်ကောင်းမှလောကကိုသိတယ်ပညာရှိသူတော်ကောင်းတို့ကလောကကိုသိကြပြီငါသည်မျက်စိနှစ်ကွင်းအလင်းရပြီထိုအရာရာကိုထိုအလင်းအဖြစ်ငါသည်ကောင်းမွန်စွာကြည်လင်စွာမြင်ရပြီငါ၏သိဉာဏ်သည်ဥပါဒံကင်းလျက်ငါသည်ဝိဇ္ဇာကြီးဟုသောသိမှုကိုစိုက်ပြီဒီဉာဏ်အလင်းကြီးကြောင့်သာသနာတော်နှစ်ပေါင်း2600ကျွန်တော်နှလုံးသားထဲမှာကင်းဝတ်ဘုရားရှင်သာသနာတော်ဘုရားရှင်အဆုံးအမကြီးဟူသောသာသနာနဲ့ကျွန်တော်နေရတဲ့ကုသိုလ်တွေပညာကုသိုလ်မေတ္တာကုသိုလ်ဖြစ်ပါတယ်မေတ္တာကာယကံရှိကြပါစေမေတ္တာဝစီကံရှိကြပါစေမေတ္တာမနောကံရှိကြပါစေဘုရားရှင်ကအဝန်း14တောင်ရှိသောအပရာဇိတရွှေပလင်တော်ပေါ်မှာဘုရားမဖြစ်သမျှငါမထတော့ဘူးလေးသင်ချေနဲ့ကဘာတသိမ့်ပါရမီတော်စုစုငါဖြည့်ကျင့်ခဲ့ပြီပြင်စမဟာပရိစ္ဆာကစွန့်ခြင်းကြီးတွေလည်းငါစွန့်ခဲ့ပြီစရိယ3ပါးဖြစ်သောလောကထစရိယညာတထစရိယဗုဒ္ဓထစရိယလောကအကျိုးငါကျင့်ခဲ့ပြီ